ဝီဆိုတဲ့ကောင်လေးဟာရုပ်ဆိုးပြီးအတုံးမကျသလိုအလွန်ဆင်းရဲတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့လူသားမျိုးနွယ်တစ်ခုလုံးကိုတောင်ဖျက်ဆီးပစ်နိုင်တဲ့တန်တာရီဆန်တဲ့စွမ်းအားကြီးကိုမတော်တဆနိုးထလာစေခဲ့သူလည်းဖြစ်ပါတယ်။သို့တော့သူဟာတာမန်ကောင်လေးတစ်ယောက်လိုပဲနေထိုင်ဖို့အဲ့ဒီစွမ်းအားတွေကိုဖုံးကွယ်ထားခဲ့ပါတယ်။တနေ့ညနေပိုင်းမှာသူ့တိုက်ခန်းကိုတယောက်တည်းပြန်လာပြီးကိုယ်တိုင်ထမင်းဟင်းချက်စားဖို့ပြင်ဆင်ခဲ့ပါတယ်။ဒါပေမဲ့မစားရသေးခင်မှာပဲအလွန်ပင်ပန်းနေလို့အိပ်ပျော်သွားခဲ့တယ်။မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါသူ့ရှိမှအရင်ကနဲ့လုံးဝမတူတဲ့စပွဲဝိုင်းကြီးတစ်ခုကိုတွေ့လိုက်ရပါတယ်။သူကပကံကိုကြည့်လိုက်ပြီးပကံမျက်နှာပြင်မှာထင်ဟပ်နေတဲ့သူ့ပုံရိပ်ကိုကြည့်လိုက်တဲ့အခါကိုယ့်မျက်နှာမဟုတ်တဲ့မျက်နှာတစ်ခုကိုတွေ့လိုက်ရတယ်။သူဟာအခြားကဘာတစ်ခုမှာကလေးငယ်လေးတစ်ယောက်ဖြစ်ရောက်ရှိနေပြီးဂီတတီးမှုတ်နေသူတွေနဲ့ပျော်ရွှင်နေတဲ့လူအုပ်ကြီးကြားမှာရှိနေခဲ့ပါတယ်။အစပိုင်းမှာတော့သူဟာနိုင်ငံခြားတနေရာကိုရောက်လာတာလို့ထင်ခဲ့ပေမဲ့မကြခင်မှာပဲပတ်ဝန်းကျင်ကလူအားလုံးဂျပန်ဘာသာစကားပြောနေတာကိုသတိထားမိခဲ့တယ်။အဲ့ဒီအခါသူကဒါဟာအိမ်မက်တစ်ခုပဲလို့ထင်ခဲ့ပေမဲ့အရာအလုံးကအလွန်တကယ်ဆန်နေပါတယ်။အထူးသဖြင့်အစားအစာကိုထိလိုက်တာနဲ့အရသာကိုတကယ်ခံစားရတာကပိုပြီးထူးဆန်းနေခဲ့တယ်။သူကမျက်လုံးမိတ်ပြီးနိုးထဖို့ကြိုးစားပေမဲ့တယောက်ရဲ့အတန်ကသူ့ကိုထားပြီးရက်ဖို့ခေါ်လိုက်ပါတယ်။အသက်ကြီးတဲ့အဖိုးအိုတယောက်ကသူ့ကိုနှိုးပြီးဧည့်သည်တွေရှိမှကိုမိတ်ဆက်ပေးဖို့ပြောပါတယ်။ထို့နောက်လူအုပ်စုတစ်ခုစီခေါ်သွားပြီးစကားပြောဖို့တိုက်တွန်းခဲ့တယ်။အဲ့ဒီအချိန်မှာဝီဟာအခုဘဝမှာရှင်ဆိုတဲ့နာမည်နဲ့ရှိနေပြီးလူကြီးတွေအားလုံးသူ့ကိုစိုက်ကြည့်နေတာကြောင့်အလွန်ကြောက်ရွံ့နေခဲ့ပါတယ်။ထိုအချိန်မှာအဲရစ်ဆိုတဲ့အသက်နည်းနည်းကြီးတဲ့ကောင်လေးတစ်ယောက်ဝင်လာပြီးသူ့ကိုသူ့ရဲ့ညီလေးလို့မိတ်ဆက်ပေးခဲ့တယ်။သူ့နာမည်အပြည့်စုံကရှီလွန်းလို့လူတိုင်းကဝီလို့ပဲခေါ်ကြကြောင်းလည်းပြောပြခဲ့ပါတယ်။အဲရစ်ကသူ့ဘေးမှာထိုင်ပြီးစောကဘာကြောင့်စိတ်ပြတ်လွင့်နေလဲလို့မေးခဲ့တယ်ဝီကဘာမှမဖြေနိုင်တဲ့အခါအဲရစ်ကသူ့အသက်9နှစ်ပဲရှိသေးတာကြောင့်အရာအလုံးကိုရှင်းပြပေးမယ်လို့ဆိုပါတယ်။ဒီနေ့ကသူတို့အကိုကြီးကတ်ရဲ့မင်္ဂလာဆောင်လေးဖြစ်ပါတယ်။ကတ်ဟာအမီလီဆိုတဲ့မိန်းကလေးနဲ့လက်ထပ်ခဲ့ပြီးသူမကမျိုးစားမင်းရဲ့ဒုတိယသမီးဖြစ်တယ်။သူတို့အဖေဟာကတ်အတွက်သူတို့သမီးရှာဖို့အချိန်တော်ကြာစူးစမ်းခဲ့ရပါတယ်။ဒါကြောင့်မြင့်မြတ်မျိုးရိုးဝင်သမီးတစ်ယောက်ကလက်ထပ်ဖို့သဘောတူလိုက်တဲ့အခါအလွန်ဝမ်းသာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဝီကသူ့မိသားစုဟာလည်းမင်းမျိုးမင်းတွေအမျိုးအစားတွေကဖြစ်တယ်ဆိုတာသိလိုက်ရတယ်။ညနေပိုင်းရောက်တော့လူတွေကတောက်စားကြလက်ခုပ်တီးကြနဲ့ပျော်ရွှင်နေကြပေမဲ့ဝီကတော့ခန္ဓာကိုယ်အသစ်နဲ့ဒီထူးဆန်းတဲ့အခြေအနေကိုနားလည်အောင်စူးစမ်းနေစေဖြစ်ပါတယ်။ဒါပေမဲ့သူစိတ်သက်သာရတာတခုတော့ရှိတယ်။အဲ့ဒါကသူဟာဒီကဘာရဲ့ဘာသာစကားကိုနားလည်နိုင်တယ်လို့စာရီလည်းဖတ်နိုင်နေတာဖြစ်ပါတယ်။မင်္ဂလာပွဲရဲ့အခြေအနေကိုကြည့်ပြီးသူတို့မိသားစုဟာချမ်းသာတယ်လို့ထင်ခဲ့တယ်ပြီးတော့သူကတတိယသားဖြစ်တဲ့အတွက်အလောက်ကင်ဒါမှမဟုတ်စားဝတ်နေရေးအတွက်စိုးရင်စရာမလိုဘူးလို့တွေးခဲ့တယ်။ဒါကြောင့်ဘာမှမထူးဆန်းတယ်လို့ပဲခက်ရင်းကိုကောက်ယူပြီးဆက်စားနေခဲ့ပါတယ်။သို့တော့သူ့ရဲ့ပျော်ရွှင်မှုကကြာမခံခဲ့ပါဘူး။နောက်တနေ့မနက်မှာမနက်စာကိုမြင်လိုက်ရတဲ့အခါဝီအလွန်အံ့ဩသွားခဲ့တယ်။စားစရာဆိုလို့6သွေးမှာကြောနေတဲ့ပေါင်မုံဟောင်းတွေနဲ့ရေများပြီးအရသာမကောင်းတဲ့ဟင်းရီပပတစ်ခွက်ပဲရှိပါတယ်။ပိုပြီးအံ့ဩစရာကတော့သူ့မိသားစုကဒီအစားအစာကိုပုံမှန်လိုပဲစားနေကြတာဖြစ်ပါတယ်။အိမ်ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါနေရန်ကက်ဆက်ကူတွေကွာကျနေပြီးတစ်သားစပွဲဟောင်းကိုလည်းတန်ချောင်းတွေနဲ့ပြန်ရိုက်ဆက်ထားတာတွေ့ရတယ်။အဲရစ်ကအမဲလိုက်ရာကပြန်ရောက်လာတဲ့အခါဝီကမေးလိုက်တယ်။မနေ့ကမင်္ဂလာပွဲကြီးအကြီးအကျယ်ကျင်းပခဲ့တာမဟုတ်ဘူးလားဘာလို့ဒီနေ့ကျတော့ဒီလောက်ဆင်းရဲနေရတာလဲ။အဲရစ်ကရှင်းပြပါတယ်။ဧည့်သည်တွေရှိမှဆင်းရဲနေတယ်လို့မမြင်စေချင်လို့အဆင်ပြေတယ်လို့ဟန်ဆောင်ထားတာပါတကယ်တော့ငါတို့အရန်ဆင်းရဲတဲ့အကွဲနေတဲ့နေရန်တွေကိုကက်လန့်ကာတွေနဲ့ဖုံးထားပြီးကောင်းတဲ့အစားအစာတွေကိုလည်းမင်္ဂလာဆောင်ညတညအတွက်ပဲပြင်ထားတာပါအခုတော့အရာအလုံးကပုံမှန်ဘဝကိုပြန်ရောက်သွားပြီးပေါင်မုံဟောင်းနဲ့ဟင်းရီပပကိုပဲစားရပြန်တယ်ဝီကမင်းမျိုးမင်းတွေမိသားစုရဲ့တတိယသားဆိုရင်အ ਨੇ ဆုံးတော့မြေကွက်သေးသေးတစ်ခုလောက်အမွေရမယ်လို့ထင်နေခဲ့ပေမဲ့နောက်ထပ်အံ့ဩစရာတစ်ခုထပ်ကြုံရပြန်တယ်အဲရစ်ကဟဲမက်ဆိုတဲ့အကူတစ်ယောက်ကိုနှုတ်ဆက်လိုက်ပြီးမကြခင်မှာပေါ်နဲ့ဟာမန်ဆိုတဲ့အကူနှစ်ယောက်ထပ်ရောက်လာကြတယ်။ထို့နောက်အဲရစ်ကနောက်ထပ်အကူနှစ်ယောက်ကမင်္ဂလာပွဲကိုမလာနိုင်ခဲ့ဘူးလို့ပြောပါတယ်။အဲ့ဒီအချိန်မှာပဲဝီဟာသူ့အခြေအနေမှန်ကိုသဘောပေါက်သွားခဲ့တယ်။သူ့မိသားစုဟာဆင်းရဲတာတင်မကပဲသူကိုယ်တိုင်ကလည်းဒီဆင်းရဲတဲ့မင်းမျိုးမင်းတွေမိသားစုရဲ့အထမသားရှေ့ရောက်မြောက်သားဖြစ်နေခဲ့တယ်။အခြေအနေတွေဘလောက်ခက်ခဲနေပါစေသူမိဘနှစ်ယောက်ကတော့သူတို့ရဲ့အချိန်တွေကိုအတူတကွပျော်ရွှင်စွာဖြတ်သန်းနေကြပါတယ်။ဝီကတော့ဒီကဘာတစ်မှာသူဘလို့အခြေအနေမျိုးနဲ့ယက်တည်နေရတယ်လဲဆိုတာကိုစတင်နားလဲဖို့ကြိုးစားခဲ့တယ်။သူတို့ဟာဟဲမက်နိုင်ငံလို့ခေါ်တဲ့နိုင်ငံတစ်ခုမှာနေထိုင်ကြပြီးမြို့တော်မှာလူဦးရေတသန်းနီးပါးနေထိုင်ကြပါတယ်။တောင်ဘက်အဝေးမှာဗလီယာမျိုးစားနဲ့ရှိပြီးအဲ့ဒီထက်ပိုဝေးတဲ့ကျေးလက်ဒေသမှာတော့သူတို့နေထိုင်တဲ့ဘော်မန်နယ်မြေရှိပါတယ်။အဲ့ဒီကျေးရွာမှာလူဦးရေ800လောက်သာနေထိုင်ကြပြီးဝီကတော့အဲ့ဒီဆင်းရဲတဲ့မင်းမျိုးမင်းတွေမိသားစုရဲ့အထမသားဖြစ်ခဲ့ပါတယ်။ဘဝအသေးရဲ့ကန့်သက်ချက်တွေကြောင့်စိတ်ပင်ပန်းနေတဲ့ဝီဟာတနေ့မှသူ့အကူ3ယောက်ကမိခင်ကိုနှုတ်ဆက်နေကြတာကိုတွေ့လိုက်ရတယ်။ဘာဖြစ်နေတာလဲဆိုပြီးသူအမြန်သွားမေးလိုက်တယ်။အဲရစ်ကရှင်းပြပေးခဲ့တယ်။သူတို့ထွက်သွားတော့မယ်မိသားစုမြေတွေကိုသားတွေကြားခွဲပေးမှာမဟုတ်ဘူး။အကိုကြီးကတ်ကအားလုံးကိုအမွေဆက်ခံမယ်။ဟာမန်ကတော့မျိုးရိုးခွဲမိသားစုတစ်ခုတည်းဝင်လက်ထပ်မယ်။ကျန်တဲ့ညီကိုတွေကတော့မြို့တော်မှာကိုဘဝကိုကိုစပြီးရုန်းကန်ရမယ်မင်းမျိုးမင်းတွေအဆင့်တန်းကိုလည်းဆက်လက်မရတော့ဘူး။အဲရစ်ကဝီကိုပညာသင်ပါမင်းနာကတ်ကိုကယ်တင်နိုင်မဲ့တခုလေးတော့အရာကပညာပဲလို့အကြံပေးပြီးထွက်ခွာသွားခဲ့တယ်။အကိုတွေကို
နှုတ်ဆက်လိုက်ရတဲ့ဝေကစိတ်မကောင်းဖြစ်နေခဲ့တယ်။သူ့အနာဂတ်အတွက်ပြင်ဆင်ဖို့မိသားစုစာကြည့်တိုက်ထဲကိုတန်းဝင်သွားပေမဲ့အဲ့ဒီမှာရှိတာတွေကကြပြစာအုပ်တွေနဲ့အခြေဝတ္ထုတွေကြီးပဲဖြစ်နေတယ်။စာအုပ်တအုပ်ကိုစင်ပေါ်ပြန်တင်နေစဉ်မတော်တဆအပေါ်ကတစ်တာတစ်လုံးကိုတိုက်မိပြီးကျသွားစေခဲ့တယ်။တစ်တာထဲမှာစာရွက်တစ်ရွက်နဲ့ကြည်လင်တဲ့မော်ကြောက်လုံးတစ်လုံးရှိနေတယ်။စာရွက်ထဲမှာတော့အဲ့ဒီမော်ကြောက်လုံးဟာလူတစ်ယောက်ရဲ့မော်စွမ်းရည်ကိုစမ်းတက်တဲ့စမ်းတက်ကြောက်လုံးဖြစ်ကြောင်းရေးထားတယ်။အစပိုင်းမှာဝီကမော်ပညာဆိုတာတကယ်မရှိနိုင်ဘူးလို့ထင်ခဲ့ပေမဲ့သူအခုရောက်နေတဲ့နေရာကကဘာတစ်ဖြစ်တယ်ဆိုတာသတိရလိုက်တယ်။စက်ဖက်ကြည့်တဲ့အခါလူတစ်ထောင်မှာတယောက်သာမော်မန်တန်တွေအသုံးပြုနိုင်လောက်တဲ့မော်စွမ်းအင်ပမာဏရှိတဲ့ကြောင်းသိလိုက်ရတယ်။ဒါကြောင့်သူ့ရဲ့မျှော်လင့်ချက်ကနည်းနည်းလျော့သွားပေမဲ့စက်ဖက်နေခဲ့တယ်။စာရွက်မှာမော်စွမ်းရည်ဟာမျိုးရိုးလိုက်အမွေဆက်ခံတာမဟုတ်ပဲဘယ်သူမှမဆိုပိုင်ဆိုင်နိုင်ကြောင်းရေးထားတယ်။မော်ကြောက်လုံးကတော့အဲ့ဒီအရေးချင်းရှိမရှိစစ်ဆေးဖို့ပဲအသုံးပြုတာဖြစ်တယ်။သူ့ကိုယ်သူကံကောင်းမယ်လို့မယုံကြည်ပေမဲ့ဝီကစမ်းကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။မော်ကြောက်လုံးကိုစပွဲပေါ်တင်ပြီးမော်စွမ်းအင်ကိုထည့်သွင်းဖို့ကြိုးစားလိုက်တယ်။အစပိုင်းမှာဘာမှမဖြစ်ခဲ့ဘူး။ဒါပေမဲ့ရုတ်တရက်မော်ကြောက်လုံးဟာမျက်စိကျိမ့်မတ်တဲ့အဖြူရောင်လင်းတန်းကြီးနဲ့တောက်ပလာခဲ့တယ်။တစ်ချိန်တည်းမှာပဲတောနက်ကြီးထဲမှာနေထိုင်နေတဲ့စပင်ရှည်အမျိုးသားတစ်ယောက်ကထူးဆန်းတဲ့အရာတစ်ခုကိုခန်းစားမိလိုက်တယ်။ဝီကတော့အိမ်ကြီးထဲမှာပဲအံ့အားသင့်ပြီးမယုံနိုင်သေးပဲရက်နေခဲ့တယ်။သူစာရွက်ကိုထပ်ဖတ်ကြည့်လိုက်တယ်။စာထဲမှာမော်ကြောက်လုံးကအလွန်တောက်ပစွာလင်းလာရင်အဲ့ဒီလူမှာထူးချွန်တဲ့မော်စွမ်းရည်ရှိတယ်လို့ဆိုလိုပြီးအထူးကျွမ်းကျင်တဲ့ဆရာတွေစီမှာမော်ပညာသင်ယူသင်ကြောင်းရေးထားတယ်။ဝီကစာကြည့်တိုက်တစ်ခုလုံးကိုမှွေနောက်ရှာဖွေခဲ့ပေမဲ့တွေ့ရတာတွေကဝတ္ထုတွေခီးသွွားမှတ်တမ်းတွေကြပြစာအုပ်တွေပဲဖြစ်နေတယ်။မော်ပညာနဲ့ပတ်သက်တဲ့စာအုပ်တအုပ်တောင်မရှိဘူး။ဒီလိုရှာဖွေနေချိန်မှာသူ့အဖေကစာကြည့်တိုက်ထဲဝင်လာခဲ့တယ်။ဝီကနောက်ထပ်စာအုပ်တွေရှိသေးလားလို့မေးလိုက်တယ်။ဒါပေမဲ့သူ့အဖေကငါစာမဖတ်တတ်ဘူးဒါတွေကငါတို့ပိုင်တဲ့စာအုပ်ကုန်ပဲလို့ဖြေလိုက်တယ်။ပြီးတော့ဝီကိုတောထဲသွားပြီးမိဖို့အတွက်ထင်းကောက်လာဖို့ပြောလိုက်တယ်။တောထဲရောက်တဲ့အခါဝီကတစ်ကိုင်းတစ်ချောင်းကိုကင်ပြီးမော်ပညာအသုံးပြုဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ဘလောက်ကြိုးစားဘာမှမဖြစ်လာခဲ့ဘူး။စိတ်ပြက်စရာတွေတိုးလာနေချိန်ရုတ်တရက်သူ့နာမည်ကိုခေါ်တန်တစ်ခုကြားလိုက်ရတယ်။အတန်ကကောင်းကင်ဘော်ကနေဆင်းလာတဲ့သပင်ရှည်မျိုးသားတစ်ယောက်စီကဖြစ်နေတယ်။အဲ့ဒီလူကဝီကိုတွေးလိုက်ရတာအယံဝမ်းသာနေတယ်လို့မြင်ရပြီးသူ့နာမည်ကိုမေးလိုက်တယ်။ဒါပေမဲ့ကြောက်လန့်နေတဲ့ဝီကသူကင်ထားတဲ့တကိုင်းနဲ့ချင်းချောက်ဖို့ကြိုးစားလိုက်တယ်။အဲ့ဒီအမျိုးသားကတော့သူ့ကိုလန့်သွားစေတဲ့အတွက်တောင်းပန်လိုက်ပြီးအေးအေးဆေးဆေးနဲ့စကားစတင်ပြောလာခဲ့တယ်။အဲ့ဒီသပင်ရှည်မျိုးသားကဝီရဲ့လက်ထဲကတကိုင်းကိုယူပြီးအဝေးကိုပစ်ချလိုက်တယ်။ပြီးတော့သူကသူ့ကိုယ်သူမော်ဆရာတယောက်ဖြစ်ကြောင်းပြောပြခဲ့တယ်။ဒါပေမဲ့ပြစ်လိုက်တဲ့တကိုင်းက6ကမ်းပါအောက်ကိုကျသွားပြီးကြောက်တုံးကြီးတစ်တုံးကိုထိမိသွားတယ်။ကြောက်တုံးကြီးကလိမ့်ဆင်းသွားပြီးအောက်မှာရှိနေတဲ့ဝက်ရိုင်းကြီးတစ်ကောင်ပေါ်တက်တက်ကျသွားခဲ့တယ်။ဝီနဲ့အဲ့ဒီအမျိုးသားကအောက်ကိုငုံကြည့်လိုက်တော့ဝက်ရိုင်းကြီးကကြောက်တုံးကိုအားနဲ့တွန်းဖယ်လိုက်ပြီးသူတို့ကိုမကျေနပ်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေတယ်။ဝက်ရိုင်းကြီးကသူတို့နှစ်ယောက်ကသူ့ကိုတတ်ဖို့ကြိုးစားတယ်လို့ထင်သွားပုံရပြီးချက်ချင်းပဲသူတို့စီကိုအရှိန်ပြင်းပြင်းနဲ့ပြေးဝင်လာတယ်။ဝီကကြောက်လန့်ပြီးထွက်ပြေးဖို့ကြိုးစားလိုက်ပေမဲ့မော်ဆရာကသူ့လက်ကိုဆွဲကင်ထားပြီးမပြေးနိုင်အောင်တားလိုက်တယ်။ပြီးတော့ဝက်ရိုင်းဘက်ကိုလက်ဆန့်ထုတ်ကလေမော်ပညာကိုစိတ်ထဲမှာမြင်အောင်ကြည့်လို့ပြောလိုက်တယ်။တုံလုံးနေတဲ့ဝီကသူပြောသလိုလိုက်လုပ်ခဲ့တယ်။မော်ဆရာကမော်စွမ်းအင်တွေသူ့ခန္ဓာကိုယ်ထဲစီးဆင်းနေတာကိုစိတ်ကူးပုံဖော်ဖို့တင်ပေးခဲ့တယ်။ခဏအကြာမှာသူတို့နှစ်ယောက်လုံးအစိမ်းရောင်အလင်းရောင်တွေတောက်ပလာပြီးမော်စွမ်းအင်တွေကဝီရဲ့လက်ထဲမှာစုဝေးလာတယ်။ဝက်ရိုင်းကြီးကနီးလာတာနဲ့အမျှဝီပိုပြီးထိတ်လန့်လာပေမဲ့နောက်ဆုံးမှာမော်မန်တန်ကအောင်မြင်သွားခဲ့တယ်။သူ့လက်ထဲကနေအပြင်းနဲ့လေစွမ်းအားတစ်ခုပေါက်ကွဲထွက်လာပြီးဝက်ရိုင်းကြီးကိုနောက်ပြန်လွှင့်သွားစေခဲ့တယ်။ဒါပေမဲ့အဲ့ဒီတိုက်ခိုက်မှုကဝက်ရိုင်းကိုပိုပြီးဒေါသထွက်စေခဲ့တယ်။အဲ့ဒီအချိန်မှာမော်ဆရာကသူ့ကိုယ်ပိုင်မော်ပညာကိုအသုံးပြုပြီးဝက်ရိုင်းကြီးကိုအဝေးကြီးလွှင့်ပစ်လိုက်တယ်။အနေရကင်းသွားပြီးနောက်သူကသူ့နာမည်ကို Alfred Rainbow လို့မိတ်ဆက်လိုက်တယ်။သူဟာဗလီယာမျိုးစားနယ်ရဲ့မော်ဆရာဟောင်းတစ်ယောက်ဖြစ်ကြောင်းပြောပြခဲ့တယ်။ Alfred ကဝီကိုမင်းမှာထူးခြားတဲ့ပါရမီရှိတယ်တနေ့ကျရင်မင်းကငါ့ထက်တောင်တာလွန်လာလိမ့်မယ်လို့ပြောခဲ့တယ်။အိမ်ပြန်ရောက်တဲ့အခါဝီကနေ့စဉ်စားရတဲ့အစားအစာတွေကြောင့်စိတ်ပြက်နေစေဖြစ်တယ်။ညစာကရေလိုပေါ့ပေါ့ပါပါလက်ဖက်ရည်တစ်ခွက်ပဲဖြစ်ပြီး Alfred နဲ့အတူတောက်ခဲ့ရတဲ့အရသာရှိတဲ့လက်ဖက်ရည်နဲ့လုံးဝမတူဘူး။ဝက်ရိုင်းဖြစ်ရပြီးနောက် Alfred ကဝီနဲ့ထိုင်ပြီးလက်ဖက်ရည်တောက်ရင်းမော်ပညာသင်ပေးခြင်းကြောင်းပြောခဲ့တာဖြစ်တယ်။ဝီကအံ့ဩသွားပြီးကျွန်တော်ဆရာကိုပေးစရာပတ်စံမရှိဘူးလို့ပြောလိုက်တယ်။ဒါပေမဲ့ Alfred ကငါပတ်စံမလိုဘူးငါလိုချင်တာတပည့်တယောက်ပဲလို့ပြန်ဖြေခဲ့တယ်။လေ့ကျင့်မှုမစခင် Alfred ကအရေးကြီးတဲ့သတိပေးချက်တစ်ခုပေးခဲ့တယ်။ဝီရဲ့မော်စွမ်းရည်ကိုဘသူ့ကိုမှမပြောဘူးဖြစ်တယ်။လူတွေသိသွားရင်ကတ်အစာမင်းကိုမိသားစုကောင်းဆောင်ဖြစ်စေချင်လာနိုင်ပြီးအမွေဆက်ခံရေးပြဿနာတွေပေါ်လာနိုင်တယ်လို့ပြောခဲ့တယ်။ကလေးတယောက်ဖြစ်နေသေးတဲ့ဝီကဒီကိစ္စကိုအပြည့်အဝနားမလည်သေးဘူး။
ဒါကြောင့် Efrat ကမော်ပညာရဲ့စွမ်းအားဟာသူထင်ထားတာထက်အများကြီးကြီးမားကြောင်းရှင်းပြပေးခဲ့တယ်။အဲ့ဒီနောက်ဝီကသူ့ရဲ့စွမ်းရည်ကိုလှုပ်ဝက်ထားမယ်လို့ကတိပေးလိုက်တယ်။နောက်တစ်နေ့မှာသူတို့ရဲ့ပထမဆုံးလေ့ကျင့်ရေးစတင်ခဲ့တယ်။လေ့ကျင့်ခန်းအမည်ကစွမ်းအင်အဆင့်ညှိနှိုင်းခြင်းဖြစ်ပြီးမော်စွမ်းအင်ပမာဏပိုများတဲ့လူတစ်ယောက်နဲ့ကိုယ့်ရဲ့မော်စွမ်းအင်ပမာဏကိုညှိနှိုင်းပေးရတဲ့နည်းလမ်းဖြစ်တယ်။သူတို့နှစ်ယောက်လက်ချင်းကင်ပြီးမော်စွမ်းအင်တွေကိုခန္ဓာကိုယ်တစ်လျှောက်လှည့်ပတ်စီးဆင်းစေခဲ့တယ်။ဝီက Efrat ရဲ့မော်စွမ်းအားကိုခံစားလိုက်ရပြီးအယံအံ့ဩသွားတယ်။ခဏအကြာမှာ Efrat ကအောင်မြင်သွားပြီလို့ပြောပြီးဂုဏ်ပြုခဲ့တယ်။တကယ်တော့မော်စွမ်းအင်ပမာဏကိုမွေးဖွားကလေးကသတ်မှတ်ထားတာဖြစ်လို့ဝီအောင်မြင်ပါမလားဆိုတာ Efrat စိုးရိမ်နေခဲ့တာဖြစ်တယ်။ဒါပေမဲ့ဝီက Efrat ရဲ့မော်စွမ်းအင်ပမာဏကိုတူညီအောင်လုပ်နိုင်ုံသာမကအဲ့ဒီထက်တောင်ကျော်လွန်သွားခဲ့တယ်။ထူးခြားတာကသူ့ရဲ့အကန့်အသတ်ကိုတောင်မရောက်သေးဘူး။ဝီရဲ့ပါရမီက Efrat ထင်ထားတာထက်အများကြီးမြင့်မားနေခဲ့တယ်။တစ်ဖက်မှာတော့ဝီရဲ့အဖေကမိသားစုစာအုပ်စင်ပေါ်မှာတင်ထားတဲ့မော်ကြောက်လုံးကိုကြည့်နေတယ်။ဘာကြောင့်နေရာပြောင်းသွားတာလဲဆိုပြီးအံ့ဩနေခဲ့တယ်။ပြီးတော့ရက်ပိုင်းကြာကဝီဒီနေရာကိုရောက်ခဲ့တာသတိရပြီးရေလိုက်တယ်။ကတ်ကလည်းအတူရေပြီးဝီကမော်စွမ်းရည်မရှိဘူးဆိုတာသိသွားလို့စိတ်ပြက်ပြီးလာဆန်းကြည့်တာဖြစ်မှာပါ။လို့ထင်နေခဲ့တယ်။ဒါပေမဲ့တကယ်အဖြစ်မှန်ကတော့ဝီဟာအဲ့ဒီအချိန်မှာမီးမော်ပညာလေ့ကျင့်ရေးအလယ်မှာရှိနေခဲ့တာဖြစ်တယ်။ရက်အနည်းငယ်ပဲလေ့ကျင့်ရသေးပေမဲ့အစင်းမြင့်မော်မန်နန်တစ်ခုကိုတင်ယူနိုင်ခဲ့တဲ့အတွက် Efrat ကသူ့ကိုချီးကျူးခဲ့တယ်။ Efrat ကတောင်ပေါ်ကဟင်းသီးဟင်းရွက်တွေထည့်ထားတဲ့ချင်းတချင်းကိုလည်းယူလာပေးခဲ့တယ်။ဒါမှမိသားစုကဝီဟာတောထဲမှာဟင်းသီးဟင်းရွက်သွားရှာနေတယ်လို့ထင်နေမှာဖြစ်တယ်။အဲ့ဒီညမှာမိသားစုဝင်တွေအားလုံးကဝီယူလာတဲ့ဟင်းသီးဟင်းရွက်ပမာဏကိုချီးကျူးနေကြတယ်။ဒါပေမဲ့ကတ်ကတော့မတင်ငါဖြစ်နေခဲ့တယ်။သူကဝီကိုဒီဟင်းသီးဟင်းရွက်အမျိုးအစားကိုဘယ်မှာရှာတွေ့ခဲ့တာလဲလို့မေးလိုက်တယ်။ကတ်မေးလိုက်တဲ့အခါသူတို့အဖေကချက်ချင်းသတိထားမိသွားတယ်။အဲ့ဒီဟင်းသီးဟင်းရွက်ကမြစ်တစ်ဖက်ကမ်းမှာသာပေါက်တဲ့အမျိုးအစားဖြစ်ပြီးအဲ့ဒီဘက်ကိုကူးဖို့တရားတော်မရှိဘူး။ဝီကမော်ပညာသုံးပြီးပြန်တန်းသွားတာများလားဆိုတဲ့အတွေးဝင်လာပေမဲ့သူ့အဖေကအဲ့ဒီအကြံကိုရေးစရာတစ်ခုလိုပဲသဘောထားခဲ့တယ်။ဒါပေမဲ့ကတ်ကတော့ဝီမှာတကယ်မော်စွမ်းအားရှိနေတာဖြစ်နိုင်တယ်လို့စတင်တန်တရားဝင်လာခဲ့တယ်။ရက်အနှဲငယ်ကြာပြီးနောက်ဝီနဲ့ Efrat တို့ဟာကောင်းကင်မြင့်မြင့်ပေါ်မှာပြန်တန်းရင်းလိုက်လံရှာဖွေခြင်းမော်ပညာကိုလေ့ကျင့်နေကြတယ်။ဝီကမြေပြင်အောက်ကတုန်ခါမှုတွေကိုခန်းစားပြီးပြစ်မှတ်ကိုရှာတွေ့သွားတဲ့အခါလေစွမ်းအားနဲ့တွန်းပို့ထားတဲ့ကြောက်တုံးတစ်လုံးကိုပစ်လွတ်လိုက်တယ်။ကြောက်တုံးကငှက်တကောင်ကိုထိမှန်သွားပြီးသူတို့နှစ်ယောက်ချက်ပြုတ်စားတောက်ခဲ့ကြတယ်။စားနေစဉ်ဝီကသူယူလာတဲ့ငရုတ်သီး sauce ကို Efrat ကိုပေးလိုက်တယ်။ဒါပေမဲ့ Efrat ကလုံးဝမဆက်တလို့တုံ့ပြန်မှုမရှိခဲ့ဘူး။စားတောက်ရင် Efrat ကတောနက်ပိုင်းထဲကိုမဝင်ဖို့သတိပေးခဲ့တယ်။အဲ့ဒီနေရာမှာသူမနိုင်တဲ့ဘီလူးတတဝါတွေရှိသလိုအဖိုးတန်ရတနာတွေနဲ့ရှားပါဆေးပင်တွေလည်းရှိတယ်။ဒါပေမဲ့အဲ့ဒီထဲဝင်သွားတဲ့လူတွေကဘယ်တော့မှပြန်မလာကြဘူး။စားပြီးနောက်ဝီက Efrat ကိုကတ်ကသူ့ကိုစောင့်ကြည့်နေတယ်လို့ခံစားရကြောင်းပြောပြခဲ့တယ်။ဘယ်သွားကတ်ကလိုက်ကြည့်နေတယ်လို့ဆိုတယ်။ Efrat ကချက်ချင်းနားလည်သွားတယ်။ကတ်ဟာဝီမှာမော်စွမ်းအားရှိနေတယ်ဆိုတာသိသွားပြီးနောက်မိသားစုကောင်းဆောင်နေရာကိုစိုးရိမ်နေတယ်။ဒါပေမဲ့ဝီကတော့မိသားစုကိုဥဆောင်ဖို့စိတ်မဝင်စားဘူး။သူ့အမြင်မှာအဲ့ဒါကပြဿနာတွေကြီးဖြစ်စေမဲ့အလုပ်တစ်ခုသာဖြစ်တယ်။ညီကိုတွေအကြားပဋိပက္ခဖြစ်စေချင်တာလည်းမဟုတ်ဘူး။ဒါပေမဲ့သူ့ဘဝမှာဘာလုပ်ချင်တယ်ဆိုတာကိုလည်းမသိသေးဘူး။အဲ့ဒီအချိန်မှာ Efrat ကစွန့်စားခန်းသမားဖြစ်ကြည့်လေလို့အကြံပေးခဲ့တယ်။ဝီကအဲ့ဒီအကြံကိုသဘောကျသွားပြီးသူ့အနာဂတ်အကြောင်းစတင်စဉ်းစားခဲ့တယ်။ရုတ်တရက် Efrat ရဲ့လက်မောင်းပေါ်မှာအနက်ရောင်မကောင်းဆိုးဝါးစွမ်းအားလိုအငွေ့သက်တစ်ခုပေါ်လာတယ်။ Efrat ကချက်ချင်းလက်ကိုဖုံးကွယ်လိုက်ပြီးအဲ့ဒီအငွေ့သက်ကိုအတင်းပြန်နှိမ်ထားခဲ့တယ်။သူသိနေတယ်။အချိန်မရောက်သေးဘူးဆိုတာကိုညစာစားချိန်မှာဝီကမိသားစုကိုကျွန်တော်စွန့်စားခန်းသမားဖြစ်ချင်တယ်လို့ကြေညာလိုက်တယ်။အကိုကြီးတွေကပျော်ရွှင်သွားကြပေမဲ့အဖေကတော့စွန့်စားခန်းသမားတင်တန်းကျောင်းကိုပို့ဖို့ပတ်စံမရှိဘူးလို့ပြောလိုက်တယ်။နောက်ထပ်လေ့ကျင့်ချိန်မှာ Efrat ကတင်တန်းကျောင်းတည်ရှိတဲ့မြို့ကိုဝီကိုပြသပေးခဲ့တယ်။အဲ့ဒီမြို့ဟာကုန်သွယ်ရေးမြို့ကြီးဖြစ်ပြီးကုန်သည်အဖွဲ့အစည်းတွေအများကြီးရှိတယ်။ဝီကအဲ့ဒီမှာပစ္စည်းတွေရောင်းပြီးပတ်စံရှာနိုင်မယ်ဆိုတာသဘောပေါက်သွားတယ်။ဒါပေမဲ့အရင်ဆုံးခီးသွားနိုင်ဖို့တင်ယူရမယ်။အဲ့ဒီနီလန်းကနေရာရွှေ့ပြောင်းမော်ပညာနဲ့ပြန်တန်းခြင်းမော်ပညာပဲဖြစ်တယ်။ Efrat ကဝီရဲ့လက်နှစ်ဖက်ကိုကင်ပြီးကောင်းကင်ဘုံကိုခေါ်တက်သွားခဲ့တယ်။အစပိုင်းမှာဝီကကလေးတစ်ယောက်လိုအော်ဟစ်နေခဲ့ပေမဲ့ Efrat ကအရှိန်လျှော့ပေးလိုက်တယ်။အမြင့်ဆုံးနေရာကိုရောက်တဲ့အခါဝီဟာသူရောက်နေတဲ့ကဘာကြီးရဲ့အမခန့်အလှပကိုမြင်လိုက်ရပြီးမျက်လုံးပြူးသွားခဲ့တယ်။ဒါပေမဲ့အဲ့ဒီညမှာ Efrat ကိုကျိန်စာကထပ်မံတိုက်ခိုက်လာခဲ့တယ်
နောက်တစ်နေ့ပြန်တန်းချင်းမော်ပညာလေ့ကျင့်ချိန်မှာအက်ဖရက်ကဒီနေ့ကငါတို့ရဲ့နောက်ဆုံးသင်ခန်းစာပဲလို့ပြောလိုက်တယ်ဝီကမသွားဖို့တောင်းပန်ခဲ့တယ်သူတို့လေ့ကျင့်တာ2 ပတ်ပဲရှိသေးတာကြောင့်ဖြစ်တယ်ဒါပေမဲ့အက်ဖရက်ကဆုံးဖြတ်ချက်ပြောင်းမှာမဟုတ်ကြောင်းပြောလိုက်တယ်အဲ့ဒီညစာစားချိန်မှာအဖေကတောထဲမှာတေသူတို့ဤတီတိုပြောဆိုသူပေါ်လာတယ်လို့ပြောခဲ့တယ်အဲ့ဒါဟာလူလိုပုံစံရှိပြီးစကားပြောနိုင်တဲ့လမ်းလျှောက်အလောင်းတစ်ခုဖြစ်တယ်အသက်မရှိတော့ပေမဲ့လှုပ်ရှားနိုင်သေးတယ်နှစ်နှဲငယ်ကြရင်တော့အသိစိတ်မရှိတဲ့ဖုတ်ကောင်အဖြစ်ပြောင်းသွားမယ်ဒီစကားကိုကြားလိုက်တဲ့အချိန်မှာဝီဟာအက်ဖရက်ရဲ့ခန္ဓာကိုယ်ကအေးဆက်နေခဲ့တာနဲ့ငရုတ်သီးဆော့စ်ကိုစားပြီးဘာမှမတုံ့ပြန်ခဲ့တာကိုသတိရသွားတယ်ကြောက်ရွံ့မှုကသူ့ရင်ထဲထိုးဖောက်ဝင်လာခဲ့တယ်ဝီကချက်ချင်းညအမောင်ထဲကတောနက်ကြီးစီပြန်တန်းသွားခဲ့တယ်အမောင်ကြောင့်အချိန်ပေါင်းများစွာလဲကျခဲ့ပေမဲ့နောက်ဆုံးအက်ဖရက်ကိုရှာတွေ့ခဲ့တယ်ဝီကတောထဲမှာလမ်းလျှောက်အလောင်းတစ်ကောင်ရှိနေတယ်လို့သတိပေးပြီးအက်ဖရက်ကိုအဲ့ဒီနေရာကနေခေါ်ထုတ်ဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့အက်ဖရက်ကဝမ်းနည်းစွာနဲ့အမှန်တရားကိုပြောလိုက်တယ်အဲ့ဒီတေသူတို့ဤတီတိုပြောဆိုသူဆိုတာငါပဲလွန်ခဲ့တဲ့9 နှစ်တုန်းကမျိုးစားရဲ့နေမကောင်းတဲ့သားအတွက်ဆေးရှာဖို့သူလိုက်ပါသွားခဲ့တယ်လမ်းမှာဘီလူးတတဝါစစ်တပ်ကြီးတစ်ခုရဲ့တိုက်ခိုက်မှုကိုခံခဲ့ရတယ်အက်ဖရက်ကမျိုးစားကိုကာကွယ်ဖို့တိုက်ခိုက်ခဲ့ပေမဲ့ဘီလူးတတဝါတွေအယမ်းများလွန်းခဲ့တယ်နောက်ဆုံးမော်စွမ်းရင်ကုန်သွားပြီးကြာဆုံးခဲ့ရတယ်ဒါပေမဲ့မပြီးဆုံးသေးတဲ့ဆန္ဒနဲ့နောင်တကြီးကြီးရှိနေခဲ့တာကြောင့်သူဟာလမ်းလျှောက်လောင်းဖြစ်ပြောင်းလဲသွားခဲ့တယ်သူ့ရဲ့နောက်ဆုံးဆန္ဒကသူ့ရဲ့မော်ပညာအားလုံးကိုတစုံတစ်ယောက်စီလက်ဆင့်ကမ်းပေးဖို့ပဲဖြစ်တယ်ဝီကိုတွေးခဲ့တဲ့အချိန်မှာအက်ဖရက်ကသူ့ဆန္ဒပြေဝတော့မယ်ဆိုတာသိသွားခဲ့တယ်နောက်ဆုံးစမ်းသပ်ချက်တစ်ခုပဲကျန်တော့တယ်ဝီကအလင်းမော်ပညာနဲ့သူ့ကိုတန့်စင်ပေးရမယ်ဝီကအစပိုင်းမှာညင်ခဲ့ပေမဲ့အက်ဖရက်ကသူ့ခန္ဓာကိုယ်ထဲမှာတေးချင်းတရားပြန့်နှံ့နေပြီးမကြခင်အသိစိတ်ပြောက်ကဖုတ်ကောင်ဖြစ်သွားတော့မယ်ဆိုတာပြသပေးခဲ့တယ်ထို့နောက်အက်ဖရက်ကအလင်းမော်ပညာကိုသင်ပေးခဲ့တယ်ဝီကမော်မန်နန်ကိုရွတ်ဆိုလိုက်တဲ့အခါအက်ဖရက်ကိုဝန်းရံထားတဲ့အနက်ရောင်အငွေ့တက်ကစတင်လောင်ကျွမ်းလာခဲ့တယ်အက်ဖရက်ကနာကျင်စွာအော်ဟစ်ခဲ့ပေမဲ့ဆက်လုပ်ပါလို့ပြောနေစေဖြစ်တယ်ဝီရဲ့မျက်နှာပေါ်မှာမျက်ရည်တွေစီးကျလာခဲ့တယ်သူ့ဆရာကိုမခွဲချင်ဘူးဒါပေမဲ့အက်ဖရက်ကသူတင်ပေးခဲ့သမျှအရာအလုံးကိုမှတ်မိထားဖို့ပြောခဲ့တယ်ဝီကသူတင်ယူခဲ့သမျှကိုပြန်မှတ်ရပြီးဦးညွတ်ကကျေးဇူးတင်စကားပြောခဲ့တယ်ပြီးတော့နောက်ဆုံးမှာအက်ဖရက်ကိုလမ်းလျှောက်လောင်းပွားရဲ့ဝေဒနာကနေလွတ်မြောက်စေခဲ့တယ်အက်ဖရက်ကအားနည်းတဲ့အပြုံးလေးတစ်ခုနဲ့ရေလိုက်ပြီးအလင်းရောင်ထဲမှာတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ်မပျောက်ကွယ်ခင်နောက်ဆုံးပြောခဲ့တဲ့စကားကတော့မင်းရဲ့ဘဝကိုအကောင်းဆုံးအသက်ရှင်ပါဝီကမျက်ရည်တွေကိုတုပ်လိုက်ပြီးဆရာရဲ့နောက်ဆုံးဆန္ဒကိုလေးစားလိုက်နာမယ်လို့ကတိပြုခဲ့တယ်နှစ်များစွာကြာပြီးနောက်ဝီဟာမိခင်ကိုနှုတ်ဆက်ကစွန့်စားခန်းသမားဖြစ်ဖို့အိမ်ကနေထွက်ခွာသွားခဲ့တယ်စွန့်စားခန်းသမားတင်နန်းကျောင်းထဲမှာတော့တင်နန်းသားအစ်စ်တွေနဲ့စီကားနေခဲ့တယ်စာသင်ခန်းတစ်ခုမှာကျောင်းသားအစ်စ်တွေမိတ်ဆက်နေကြတယ်လူဝစ်ဆိုတဲ့အပြာရောင်စပင်ရှိတဲ့မိန်းကလေးကသူ့ကိုယ်သူမိတ်ဆက်ခဲ့ပြီးအီနာဆိုတဲ့နောက်တစ်ယောက်ကလည်းဆက်မိတ်ဆက်ခဲ့တယ်ဝီမိတ်ဆက်ပြီးတဲ့နောက်ဆရာကဖြည့်ဆွဲရမယ့်ဖောင်တွေဝေလိုက်တယ်ဒါဟာကျောင်းသားတွေအားလုံးရဲ့အဆိုးဆုံးအိမ်မက်လူဖြစ်နေခဲ့တယ်အထူးသဖြင့်ဝီအတွက်ပိုဆိုးတယ်ဘာကြောင့်လဲဆိုတော့အဖွဲ့လိုက်လုပ်ငန်းတွေအတွက်အဖွဲ့ပွဲရမှာဖြစ်လို့ပဲညစာစားချိန်မှာဝီကတယောက်တည်းထိုင်နေခဲ့တယ်ဘေးနားမှာတော့လူဝစ်နဲ့အီနာတို့အတူတူထိုင်နေကြတယ်မကြခင်မှာပဲသူတို့အားလုံးသဘောပေါက်သွားကြတယ်ဝီဟာသူတို့အတန်းထဲကတဦးတည်းသောပညာသင်ဆုရကျောင်းသားဖြစ်နေတယ်ကျောင်းသားတယောက်ဖြစ်တဲ့အာဝင်ကဝီရဲ့မော်စွမ်းအားကအယမ်းမြင့်လွန်းလို့ဆရာတော်သူ့ကိုတင်ပေးစရာမရှိဘူးလို့ပြောခဲ့တယ်လို့ဆိုတယ်ပြီးတော့ဝီရဲ့အဖွဲ့ထဲဝင်နိုင်တဲ့သူကတင်နန်းကျောင်းမှာအယမ်းလွယ်ကူတဲ့ဘဝရမယ်လို့လည်းပြောခဲ့တယ်ဒါကြောင့်လူတိုင်းကသူ့ကိုရှောင်နေကြတာဖြစ်တယ်ဒါပေမဲ့အာဝင်မှာအစီအစဉ်တစ်ခုရှိနေခဲ့တယ်သူတို့ဘာတွေစဉ်းစားနေကြလဲမသိဘူးသူကတငယ်ချင်းဖြစ်ချင်လို့သူနဲ့အတူယူလာခဲ့တဲ့ဟင်းခတ်အမွေးကြိုင်တွေကိုမျှဝေပေးဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့စကားမပြီးခင်ចောင်းသားတစုဝင်လာပြီးဝီဟာသူတို့ရဲ့ S-Trio အဖွဲ့ထဲဝင်ရမယ်တခြားဘယ်အဖွဲ့ကမှမဝင်ရဘူးလို့ပြောလိုက်ကြတယ်ဝီကတော့သူတို့ဘာကိုပြောနေကြမှန်းတောင်နားမလည်ခဲ့ဘူးတခြားသူတွေအားလုံးရင်းရင်းနှီးနှီးပေါင်းတင်နေကြတာကိုမြင်ပြီးသူအနှဲငယ်အားငယ်သွားကတိတ်တဆိတ်ပဲသူ့နေရာကိုပြန်ထိုင်လိုက်တယ်နောက်တင်ကန်းစာမှာတော့ဆရာတွေကအမဲလိုက်ဖို့တာဝန်ပေးလိုက်ကြတယ်ဝီကအဖွဲဖွဲ့ပြီးလုပ်ရမယ်ဆိုတော့စိတ်လှုပ်ရှားနေခဲ့ပေမဲ့အားလုံးကအဖွဲအသီးသီးဖွဲ့ပြီးသားဖြစ်နေကြတယ်တစ်ဖက်စပွဲမှာလူဝစ်ကဝီကိုဖိတ်ခေါ်ရမလားလို့မေးပေမဲ့အာဝင်ကညှင်းဆိုလိုက်တယ်သူ့အမြင်မှာဝီကတယောက်တည်းနေတာဟာသူတို့ကိုစိန်ခေါ်နေတာလိုပဲဖြစ်ပြီးသူ့အဆင့်ကိုရောက်ဖို့ဆိုရင်သူတို့ကဝေထက်ပိုပြီးအမဲလိုက်ပြရမယ်လို့ထင်နေခဲ့တယ်နာယီအနှဲငယ်ကြာပြီးနောက်ကျောင်းသားတွေကသူတို့အမဲလိုက်လာတဲ့တားကောင်တွေကိုဆရာရှိတင်ပြကြတယ်အာဝင်ရဲ့အဖွဲ့ကဝက်ကြီး၃ကောင်ကိုဂုံယူစွာတင်ပြလိုက်တယ်
ဒါပေမဲ့ဝီဝင်လာတဲ့အခါ FRC ကရခဲ့တဲ့မော်အိတ်ကိုဖွင့်လိုက်ပြီးတိရစ္ဆာန်တစ်ကောင်ပြီးတစ်ကောင်ထုတ်လာတာစပွဲတစ်ခုလုံးပြည့်သွားတဲ့အထိဖြစ်သွားတယ်။ဒီမြင်ကွင်းကိုမြင်ပြီး F-Trio အဖွဲ့ကသူ့ကိုစီးရုံးဖို့လက်လျှော့လိုက်ကြတယ်။အဲ့ဒီနောက်ចောင်းသားတွေအားလုံးခမ်းမတွေကထွက်သွားကြတယ်။ဝီကမရည်ရွယ်ပဲလူတိုင်းကိုအံ့အားသင့်စေခဲ့ပြီးသူ့ရဲ့အမဲလိုက်ရလက်အတွက်စုငွေလည်းရခဲ့တယ်။သူကလူတိုင်းကိုညစာစားဖို့ဖိတ်ချင်ခဲ့ပေမဲ့လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ဘယ်သူမှမကြံတော့ဘူး။အဲ့ဒီညမှာအာဝင်ကလူဝစ်နဲ့အီနာတို့ကိုသူ့ဘဝအကြောင်းပြောပြတယ်။သူ့အခြေအနေကလည်းသူတို့နဲ့တူညီနေခဲ့တယ်။သူတို့အားလုံးကမိသားစုရဲ့သားသမီးအကြီးဆုံးမဟုတ်ကြလို့အရေးမပါတဲ့သူတွေလိုဆက်ဆံခံခဲ့ရတယ်။ပိုဆိုးတာကသူတို့ရဲ့ပါရမီတွေနိုးထလာပြီးဆွေမျိုးတွေထက်ပိုတော်လာတဲ့အခါမိဘနဲ့မောင်နှမတွေကတော့ရှက်ရွံ့ပြီးအဝေးကနေနေကြတော့တယ်။သူတို့ရဲ့အိမ်မက်တွေဟာမွေးဖွားလာတဲ့အစဉ်ဆက်ကြောင့်ပျက်စီးသွားမလို့ဖြစ်နေတယ်လို့ခံစားခဲ့ရတယ်။ဒါကြောင့်သူတို့၃ယောက်ဟာလက်မလျှော့ဖို့ကြိတ်ဆိုပြီးတနေ့နေ့မှာဝီကိုသူတို့ရဲ့စွမ်းရည်တွေကိုအတိမတ်ပြုလာအောင်လုပ်မယ်လို့ဆုံးဖြတ်ခဲ့ကြတယ်။နောက်နေ့မှာအာဝင်လူဝစ်နဲ့အီနာတို့၃ယောက်ဟာတောနက်ထဲကိုဝင်သွားကြတယ်။မကြခင်မှာပဲဝန်ပလွေအုပ်ကြီးရဲ့ဝိုင်းတိုက်ခြင်းကိုခံလိုက်ရတယ်။ကံကောင်းစွာနဲ့ဝီကအနီးနားမှာအမဲလိုက်နေခဲ့တယ်။ tracking မော်ပညာကိုသုံးပြီးသူတို့ရဲ့အခြေအနေကိုသိလိုက်ရတော့ဒီအခွင့်အရေးကိုအသုံးချပြီးတငယ်ချင်းဖြစ်နိုင်မယ်လို့တွေးကအမြန်ပြေးသွားတယ်။အာဝင်လူဝစ်နဲ့အီနာတို့ကအစွမ်းကုန်တိုက်ခိုက်နေကြပေမဲ့ဝန်ပလွေအရေးအတွက်ကများလုံးနေခဲ့တယ်။အာဝင်လည်းဒဏ်ရာရသွားပြီးနောက်ထပ်ဝန်ပလွေတွေပါထပ်ရောက်လာတယ်။အဲ့ဒီအချိန်မှာဝီရောက်လာခဲ့တယ်။သူကမော်တစ်ချက်ထဲတုံးလိုက်တာနဲ့မြေကြီးထဲကကြောက်တုံးကြီးတွေထိုးထွက်လာပြီးကြီးမားတဲ့အကာအကွယ်နိုင်ရန်တစ်ခုဖြစ်ပေါ်သွားကဘယ်အရာမှသူတို့ကိုမထိနိုင်တော့ဘူး။အဖြစ်ပြက်ပြီးသွားတဲ့နောက်သူတို့၃ယောက်ကဝီကိုတောင်းပန်ကြတယ်။သူတို့ကဝီကိုသူတို့ရဲ့စွမ်းရည်တွေကိုအတိမတ်ပြုစေခြင်းယုံတာဖြစ်တယ်လို့ရှင်းပြကြတယ်။ဝီကတော့ဘာကြောင့်ဒီလိုဖြစ်နေလဲမသိပဲစိတ်ရှုပ်နေခဲ့တယ်။ဒါပေမဲ့သူတို့ကဝီသုံးခဲ့တဲ့မော်ဟာအဆီယံအဆင့်ဖြစ်ပြီးသူတို့ဘယ်တော့မှမရောက်နိုင်တဲ့အဆင့်မျိုးလို့ပြောကြတယ်။ဒါကြောင့်သူတို့ကဝီနဲ့အဖွဲဖွဲကိုအတွေးကိုဆုံးလုပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ဝီကသူတို့ကိုတားမလို့လုံနေတုံးဆရာကပျော်ရွှင်စွာဝင်လာပြီးမျိုးစားကြီးကចောင်းသားအားလုံးကိုဧကန်ပွဲဖိတ်ကြားထားတယ်လို့ကြေညာလိုက်တယ်။တဒန်းလုံးစိတ်လှုပ်ရှားသွားကြပြီးဒီလိုဂုဏ်တိတ်ခါရှိတဲ့ဖိတ်ကြားမှုအကြောင်းပြောဆိုနေကြတယ်။ဒါပေမဲ့တယောက်ကငါတို့ကိုဖိတ်တာဝီကိုတွေးချင်လို့ပဲဖြစ်မှာပါလို့ပြောလိုက်တယ်။ဒီစကားကြတော့ဝီကသူတို့ကိုသူတို့အရန်အထင်သေးနေကြတာကိုစိတ်မကောင်းဖြစ်သွားတယ်။အာဝင်လူဝစ်နဲ့အီနာတို့၃ယောက်ကတော့တိတ်မတုံ့ပြန်ခဲ့ကြဘူး။သူတို့အာယုံစိုက်နေတဲ့အရာကဧကန်ပွဲနေမှာဘာဝတ်ရမလဲဆိုတာပဲဖြစ်တယ်။ဧကန်ပွဲနေရောက်လာတဲ့အခါသူတို့ရဲ့အတန်းဖော်ပြောခဲ့တာမှန်ကြောင်းသိလိုက်ရတယ်။မျိုးစားကြီးဟာခမ်းမထဲဝင်လာပြီးလူတိုင်းကိုမကြည့်ပဲဝီစီကိုတိုက်ရိုက်လျှောက်သွားတယ်။သူကသူ့နာမည်အမာဒီယက်စ်ဖြစ်ကြောင်းမိတ်ဆက်ပြီးဝီကိုတီးတန့်တွေးဆုံဖို့ဖိတ်ကြားလိုက်တယ်။ဒါပေမဲ့ဝီကလူတိုင်းကိုအံ့အားသင့်စေတဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။လူဝစ်အီနာနဲ့အာဝင်တို့ကိုသူနဲ့အတူလိုက်လာဖို့ဖိတ်ခေါ်ပြီးသူတို့ကကျွန်တော်ရဲ့အဖွဲ့သားတွေပါလို့လူရှိမှကြေညာလိုက်တယ်။မျိုးစားကြီးအမာဒီယက်စ်ရဲ့နန်းတော်ကိုရောက်တဲ့အခါမျိုးစားကြီးကဝီကိုတော်ဝင်မော်ဆရာဘရန်နဲ့မိတ်ဆက်ပေးတယ်။ဘရန်ဟာတစ်ချိန်က F-Red ရဲ့ဆရာလည်းဖြစ်ခဲ့တယ်။ဘရန်ကလွန်ခဲ့တဲ့9နှစ်တုန်းက F-Red ရဲ့အရှိန်အဝါပျောက်ကွယ်သွားတာကိုခံစားမိခဲ့ကြောင်းပြောတယ်။ F-Red ဟာလမ်းလျှောက်လောင်းဖြစ်နေခဲ့တာကြောင့်သူ့ရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပြီးတပည့်တယောက်ရှာတွေ့သွားပြီလို့ဘရန်ကထင်ခဲ့တယ်။ဝီက F-Red တည်ဆုံးခဲ့တဲ့ဒေတာကလာတာ F-Red ရဲ့မော်အိတ်ကိုလည်းကင်ထားတာတွေကိုသတိထားမိပြီးဘရန်ကမင်းက F-Red ရဲ့တပည့်လားလို့မေးလိုက်တယ်။ဝီကအမှန်တိုင်းဝန်ခံလိုက်တယ်။ F-Red ဘလို့တည်ဆုံးသွားလဲလို့ဘရန်မေးတဲ့အခါဝီကတန်ရှင်းချင်းမော်ပညာနဲ့သူ့ကိုငြင်းချမ်းစေခဲ့ကြောင်းပြောပြတယ်။ဘရန်ကကလေးတစ်ယောက်ကသူ့ဆရာကိုနောက်ဆုံးအနားယူခွင့်ပေးခဲ့ရတာကိုစိတ်မကောင်းဖြစ်ပေမဲ့ F-Red ကိုငြင်းချမ်းစေခဲ့တဲ့အတွက်ဝီကိုကျေးဇူးတင်ခဲ့တယ်။အဲ့ဒီနောက်ဝီကမော်အိတ်ထဲကပစ္စည်းအလုံးကိုပြန်ပေးလိုက်တယ်။အဲ့ဒီပစ္စည်းတွေဟာလွန်ခဲ့တဲ့နှစ်များစွာက F-Red တောထဲဝင်သွားစဉ်ယူသွားခဲ့တဲ့မျိုးစားကြီးရဲ့စစ်သုံးပစ္စည်းဟောင်းတွေဖြစ်နေခဲ့တယ်။တွေ့ဆုံမှုပြီးဆုံးပြီးနောက်အီနာနဲ့တငယ်ချင်းတွေကကြားခဲ့သမျှကိုဆွေးနွေးကြတယ်။သူတို့ဟာဝီကိုအရင်ကအထင်မှားခဲ့တဲ့အတွက်ရှက်ရွံ့သွားကြတယ်။ဝီဟာသူတို့လိုပဲဘဝအခက်အခဲတွေကိုရင်ဆိုင်ခဲ့ရတဲ့လူတစ်ယောက်ဖြစ်ကြောင်းသူတို့နားလည်သွားခဲ့ကြတယ်။အီနာတို့ကဝီဟာသူတို့လိုပဲမိသားစုထဲမှာအရေးမပေးခံရတဲ့အငယ်ဆုံးသားတစ်ယောက်ဖြစ်ကြောင်းနားလည်သွားကြတယ်။ဝီကသူတို့နားရောက်လာတဲ့အခါသူတို့ကတောင်းပန်ပြီးဝီကိုသူတို့အဖွဲ့ထဲဝင်လာစေချင်တာဟာသူ့ရဲ့အင်အားကိုအသုံးချပြီးသူတို့ဘဝပိုကောင်းလာအောင်လုပ်ချင်ခဲ့လို့ဖြစ်ကြောင်းဝန်ခံကြတယ်။ဝီကရေမောလိုက်ပြီးတကယ်တော့ငါလည်းမင်းတို့ကိုအသုံးချခဲ့တာပဲလို့ပြောလိုက်တယ်။သူကကြောက်စရာကောင်းတဲ့မျိုးစားကြီးနဲ့နှစ်ယောက်တည်းမထိုင်ချင်လို့သူတို့ကိုအတူဆွဲခေါ်ခဲ့တာလို့ပြောတယ်။ဒါပေမဲ့သူကသူတို့နဲ့အမှန်တကယ်အဖွဲချင်ခဲ့တာလဲမှန်ကြောင်းထပ်ပြောလိုက်တယ်။သူတို့အားလုံးရေမောကြပြီးဝီကိုစိတ်ရင်းအမှန်နဲ့အဖွဲဝင်ဖြစ်လက်ခံလိုက်ကြတယ်။အဲ့ဒီအချိန်မှာမျိုးစားကြီးဝင်လာပြီး F-Red ရဲ့ပစ္စည်းတွေကိုပြန်ပေးခဲ့တဲ့အတွက်ဝီကိုစုချမယ်လို့ပြောတယ်။စုအဖြစ်ရွှေဒင်ကားတက်သူညပေးမဲ့အပြင် F-Red ပိုင်ဆိုင်ခဲ့သမျှအမွေနှစ်အားလုံးကိုလည်းဝီကဆက်ခံရမယ်လို့ကြေညာလိုက်တယ်။အဲ့ဒီညမှာဝီဟာသူ့ရဲ့အိမ်ကြီးအစ်စ်မှာညစာစားနေခဲ့တယ်
အိမ်ကြီးကအရန်ကျယ်ဝန်းလွန်းတာကြောင့်တယောက်တည်းဖြစ်နေတယ်လို့ခံစားရပြန်တယ်ငါတငယ်ချင်းတွေဒီမှာအတူနေလို့ရမလားလို့သူတွေးမိခဲ့တယ်အချိန်နဲ့ငယ်ကြာပြီးနောက်ဝီနဲ့သူ့တငယ်ချင်းတွေဟာအဲရီရဲ့မင်္ဂလာပွဲတက်ဖို့မြို့တော်စီဦးတည်နေတဲ့မော်လီရင်ကြီးပေါ်မှာစီးနှင်းလိုက်ပါလာကြတယ်လူဝစ်ကအရန်စိတ်လှုပ်ရှားနေပြီးလူအများအာယုံစိုက်မိအောင်ခန္ဓာလုံးနဲ့အဝတ်စားတွေဝတ်ဆင်ထားတယ်အဲရီလက်ထက်မဲ့ဘရန်နမီသားစုထဲမှာလည်းအာနာရှိတဲ့အရေးပါသူတွေအများကြီးပါဝင်နေကြတယ်အာဝင်ကတော့လေရင်ပေါ်ကတိုင်တစ်ခုကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးအောက်ပြုတ်ကြမှာကြောက်နေခဲ့တယ်သူတို့ကိုလမ်းပြအဖြစ်လိုက်ပါလာတဲ့ဘရန်ကဒီလေရင်ကဘယ်တော့မှမပြုတ်ကျနိုင်ဘူးလို့နှစ်သိမ့်ပေးခဲ့တယ်ဒါပေမဲ့ရုတ်တရက်ကောင်းကင်ပေါ်ကတိမ်တွေမဲမောင်လာပြီးအယိုးနဂါးကြီးတစ်ကောင်ပေါ်လာတယ်ခီးတဲ့အများစုဟာကြောက်လန့်လုံးလို့ထိမရအောင်ဖြစ်သွားပြီးလေရင်ဝန်ထမ်းတွေကိုအော်ဟစ်ကြတယ်ဝန်ထမ်းတွေကကျွန်တော်တို့မှာမဟာမော်ဆရာဗျံရှိပါတယ်လို့ပြောပြီးစိတ်ချစေဖို့ကြိုးစားခဲ့ကြတယ်ဒါပေမဲ့တကယ်တမ်းဘရန်ကထိန်းချုပ်ခန်းထဲမှာတိုက်ခိုက်ဖို့ညှင်းဆန်နေခဲ့တယ်အကြောင်းကတော့သူဟာတန်ရှင်းချင်းမှုတ်ပညာမသုံးနိုင်လို့မတိမျိုးနဂါးကိုဘလို့အနိုင်ယူရမလဲမသိခဲ့တာပဲဒါပေမဲ့သူအနိုင်ယူနိုင်မဲ့လူတစ်ယောက်ကိုတော့သိတယ်ဘရန်ရဲ့မျက်လုံးတွေကဝီစီကိုလှည့်သွားတယ်ဝီကညင်းဖို့ကြိုးစားပေမဲ့ဘရန်ကအက်ဖရက်ယုံကြည်ခဲ့တယ်လို့ငါလည်းမင်းကိုယုံကြည်တယ်လို့ပြောပြီးအားပေးခဲ့တယ်ဝီကပြန်တန်းချင်းမှုတ်ပညာကိုအသုံးပြုပြီးနဂါးစီကိုတန်းတက်သွားတယ်နဂါးကအနက်ရောင်အစိတ်မြူတွေမှုတ်ထုတ်လိုက်ပေမဲ့ဝီကအချိန်မီအကာအကွယ်တစ်ခုဖန်တီးကာကွယ်လိုက်နိုင်တယ်လေရင်ကြီးကိုလည်းဘရန်ဖန်တီးထားတဲ့ကြီးမားတဲ့အကာအကွယ်ကကာကွယ်ပေးထားတယ်ဝီကတန်ရှင်းချင်းမှုတ်ပညာစတင်ရွတ်ဆိုလိုက်တာနဲ့နဂါးရဲ့အာယုံဆိုင်မှုကိုရရှိသွားတယ်နဂါးကသူ့စီတိုက်ရိုက်ဝင်လာပေမဲ့ဝီကပြန်တန်းချင်းမှုတ်ပညာနဲ့ကျွမ်းကျင်စွာရှောင်တိန်နိုင်ခဲ့တယ်နောက်ဆုံးမှာတော့စာလုံးပေါင်းကိုအပိသက်နိုင်ပြီးနဂါးကိုတန်ရှင်းသောအလင်းတန်းနဲ့ထိမှန်အောင်တိုက်ခိုက်လိုက်တယ်နဂါးကပြန်တိုက်ဖို့ကြိုးစားပေမဲ့ဝီရဲ့မော်ဂါရင်းရဲ့အသက်ရှူတိုက်ခိုက်မှုကိုဖျက်ဆီးပစ်ပြီးခန္ဓာကိုယ်ကိုပါထိခိုက်စေခဲ့တယ်။တေခါနီးအခြေအနေမှာနဂါးကတကောင်တည်းမသေးခြင်းပဲနောက်ဆုံးအားကုန်တိုက်ခိုက်မှုကိုလှုပ်ဆောင်လိုက်တယ်။ဝီကသူ့ပတ်လည်မှာအကာအကွယ်တစ်ခုဖန်တီးလိုက်ပြီးခဏကြာမှာတော့နဂါးကြီးပြိုလဲသွားကအယိုးတွေပြန့်ကျဲသွားတယ်။ဝီကအဲ့ဒီအယိုးတွေကိုမော်အိတ်ထဲထည့်သိမ်းလိုက်ပြီးအဲ့ဒီထဲကနဂါးကြောက်မြတ်တစ်လုံးကိုတွေ့ရှိခဲ့တယ်။တိုက်ပွဲပြီးသွားတဲ့အခါခီးတဲ့အားလုံးပျော်ရွှင်စွာအောင်ပွဲခံကြတယ်။ဘရန်ကသူ့ရဲ့မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်တဲ့ယခုကုန်တယ်ကြီးအိုရီယိုနဲ့မိတ်ဆက်ပေးတယ်။နောက်တနေ့မနက်မှာတော့လူတိုင်းဟာမနေ့ညကအလွန်ကြုံပွဲခံထားတဲ့အတွက်ခေါင်းမူးနေကြပေမဲ့ဝီနဲ့သူ့တငယ်ချင်းတွေကတော့မြို့တော်ကိုမျှော်ကြည့်ရင်းစိတ်လှုပ်ရှားနေကြတယ်။မြို့တော်ကိုရောက်တာနဲ့ဘရန်ကသူတို့ကိုပစ်ထားခဲ့ပြီးထွက်ပြေးသွားတယ်။သူတို့ကိုတော့ကုန်တယ်ကြီးအိုရီယိုထံအနှံခဲ့တယ်။အဲ့ဒီအချိန်မှာဘရင်အင်အားစုသူရဲကောင်းတွေရောက်လာပြီးနဂါးကိုတက်ခဲ့တဲ့အတွက်ဝီကိုကျေးဇူးတင်ကြောင်းပြောကနန်းတော်ကိုလိုက်လာဖို့ဖိတ်ခေါ်ကြတယ်။သူ့တငယ်ချင်းတွေကငါတို့အဲ့ဒီအိမ်ကိုအရင်သွားမယ်လို့ပြောပြီးနန်းတော်တကားဝမှာခွဲသွားကြတယ်။ဝီကအိုရီယိုနဲ့အတူဘရင်ကိုတွေ့ဖို့နန်းတော်ထဲဝင်သွားတယ်။တွေ့ဆုံပွဲအတွင်းဘရင်ကဝီရဲ့တတိကိုအတိမတ်ပြုပြီးစတ္တမအဆင့်ဘယ်ရွန်ပွဲကိုချီးမြှင့်လိုက်တယ်။အဲ့ဒီအိမ်မှာတော့ဘရန်နဲ့အခြားသူတွေကဝီရဲ့ရုတ်တရက်ယာဒူးတိုးသွားမှုအကြောင်းဆွေးနွေးနေကြတယ်။အဲ့ရီကမယုံနိုင်ဖြစ်နေတယ်။ငါညီကဘလို့လုပ်ပြီးငါတို့အဖေထက်ယာဒူးမြင့်သွားတာလဲလို့အံ့ဩနေခဲ့တယ်။ဒီပွဲကဝီကိုသူ့ကိုယ်ပိုင်မျိုးရိုးနွယ်အသစ်တစ်ခုတီထောင်နိုင်တဲ့အခွင့်အရေးတောင်ပေးထားတယ်။သူ့တငယ်ချင်းတွေကတော့ဝီဟာစွန်စားခန်းသမားအလုပ်ကိုဆက်မလုပ်တော့ဘဲနေမလားလို့စိုးရိမ်နေကြတယ်။ဒါပေမဲ့ဘရန်ကဒီပွဲကသူ့လွတ်လပ်မှုကိုကန့်သတ်မှာမဟုတ်ဘူးလို့ပြောပြီးစိတ်ချစေတယ်။နန်းတော်ထဲမှာတော့ဝီဟာစိတ်ရှုပ်ထွေးနေပြီးသားဖြစ်နေခဲ့တယ်။အထက်တန်းစားမင်းသားတွေကသူယူလာတဲ့နဂါးအယိုးနဲ့နဂါးကြောင်မြတ်ရဲ့ဈေးနှုန်းအကြောင်းအငင်းပွားနေကြတယ်။တယောက်ကဈေးကိုအရန်လျှော့ချခြင်းပြီးနောက်တစ်ယောက်ကတော့အရန်မြင့်ခြင်းနေတယ်။အဲ့ဒီအချိန်မှာဖုံးတော်ကြီးဟိုးဝင်လာပြီးဝီကိုကူညီလိုက်တယ်။သူကပစ္စည်းတွေကိုတန်ရာတန်ကြီးနဲ့ဝယ်လိုက်ပြီးဒီကိစ္စကိုအဆုံးသတ်လိုက်ကြလို့ပြောလိုက်တယ်။ဒီအချိန်မှာအိုရီယိုကဝီကိုရှင်းပြတယ်။ဒီနေရာကလူတိုင်းဟာဝီကိုသူတို့ဘက်ပါလာအောင်စူးစမ်းနေကြတာဖြစ်တယ်။ကုန်တယ်တွေကပစ္စည်းတွေကိုဝယ်ချင်တယ်။ဟိုးကတော့သူ့ကိုဖះเจ้าနဲ့ဝင်စေချင်တယ်။အချိန်အတော်ကြာပြီးနောက်ဝီကိုနန်းတော်ကထွက်ခွင့်ပေးလိုက်တယ်။ဒါပေမဲ့အပြင်ရောက်တာနဲ့လူတစ်ယောက်ကလှန်ကိုဝေ့ရမ်းပြီးအော်ဟစ်ပြေးလာတယ်။အိုရီယိုကဒါကမင်းရဲ့လက်အောက်ခံသူရဲကောင်းဖြစ်ချင်နေတဲ့နိုင်တစ်ယောက်ဖြစ်လောက်တယ်လို့ပြောတယ်။ကံကောင်းစွာနဲ့အဆောင်တွေကချက်ချင်းဖမ်းဆီးပြီးခေါ်သွားကြတယ်။အဲရီရဲ့မင်္ဂလာပွဲမှာတော့ဝီဟာသူ့အကူတွေစိတ်ပူနေကြတာကိုသတိထားမိတယ်။သူတို့ဟာမင်္ဂလာလက်ဆောင်အတွက်ဘာမှမပြင်ဆင်ရသေးဘူး။ဒီလိုဆိုရင်အခြားထက်တန်းစားမိသားစုတွေရှေ့မှာအရှက်ရနိုင်တယ်။ကက်ကမိသားစုမှာပတ်စံမရှိဘူးလို့စာပိုးလာခဲ့တဲ့ဒီထက်ဆိုတာကမင်္ဂလာလက်ဆောင်မပေးနိုင်ရင်သူတို့မိသားစုရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေနိုင်တယ်။သူတို့အမှုထမ်းနေတဲ့မျိုးစားအမာဒီယက်စ်ရဲ့နာမည်ပါထိခိုက်နိုင်ပြီးမျိုးစားကသူ့လက်အောက်ခံမိသားစုကိုမကူညီဘူးလို့လူတွေထင်သွားနိုင်တယ်။ဒါပေမဲ့ဖခင်ဖြစ်သူကမာနာကြီးလုံးလို့ဘသူစီကမှအကူအညီမတောင်းချင်ဘူး။ဝီကအားလုံးစိုးရိမ်နေကြတာကိုမြင်လိုက်တဲ့အခါချက်ချင်းပဲမင်္ဂလာလက်ဆောင်အတွက်သူကိုယ်တိုင်ပတ်စံပေးမယ်လို့ပြောလိုက်တယ်။
အဲ့ဒီလိုနဲ့အဲရီရဲ့မင်္ဂလာပွဲဟာအောင်မြင်စွာကျင်းပနိုင်ခဲ့တယ်ဝီလဲပျော်ရွှင်စွာလက်ခုပ်တီးခဲ့ပေမဲ့စိတ်ထဲမှာတော့မျိုးစားတစ်ယောက်ဖြစ်ရတာငါထင်ထားတာထက်ပိုပင်ပန်းတာပဲလို့တွေးနေမိတယ်မင်္ဂလာပွဲပြီးတဲ့နောက်အော်ရီယိုကဝီရှာဖွေနေတဲ့ပစ္စည်းကိုပေးခဲ့တယ်အဲ့ဒါကပဲပုတ်တွေထည့်ထားတဲ့အိုးတစ်လုံးဖြစ်တယ်ဝီကသူ့တငယ်ချင်းတွေနဲ့အတူသူ့အိမ်ကြီးအသစ်စီပြန်သွားပြီးတညလုံးပဲပုတ်တွေချက်ပြုတ်ခဲ့ကြတယ်ဝီကမော်ပညာအသုံးပြုပြီးအချင်းဖောက်တဲ့လုပ်ငန်းစဉ်ကိုမြန်ဆန်စေခဲ့တယ်သူတို့ဒီလိုစူးစမ်းခဲ့တာကအရသာကောင်းတဲ့ဟင်းချိုတစ်ပွဲပြုလုပ်ဖို့ပဲဖြစ်တယ်ဟင်းချိုပြီးသွားတဲ့အခါဝီသူ့တငယ်ချင်းတွေမိသားစုဝင်တွေအားလုံးစုပေါင်းစားတောက်ကြတယ်အဲ့ဒီအချိန်မှာဝီကငါဟာအကောင်းဆုံးမျိုးစားတစ်ယောက်ဖြစ်အောင်စူးစမ်းမယ်လို့ကိုတိတ်တဆိတ်ကတိပေးလိုက်တယ်နောက်ပိုင်းမှာဝီဟာဟိုးစီမှာဖះเจ้าခန်းသားအတွက်တွားရောက်ခဲ့ပြီးအရင်ကကူညီပေးခဲ့တာတွေအတွက်ကျေးဇူးတင်ကြောင်းပြောကာတန်ဖိုးကြီးလက်ဆောင်တစ်ခုပေးခဲ့တယ်အဲ့ဒီအချိန်မှာလက်ဖက်ရည်ပန်းကိုကင်ပြီးမိန်းကလေးတစ်ယောက်အခန်းထဲဝင်လာတယ်ဝီဟာသူမကိုမြင်တာနဲ့တုန်လှုပ်သွားခဲ့တယ်ကျမနာမည်အီလိတ်ပါဟိုးရဲ့မြေးမဖြစ်ပါတယ်လို့မိန်းကလေးကမိတ်ဆက်လိုက်တယ်ဝီကမတ်တက်ရက်ပြီးမိတ်ဆက်ဖို့လှုပ်လိုက်တဲ့အခါအီလိတ်စီကထူးခြားတဲ့စွမ်းအားတစ်ခုကိုခံစားမိသွားတယ်သူမမှာမှော်စွမ်းအားရှိနေတယ်ဆိုတာဝေးသိလိုက်တယ်ဟိုးကလည်းအဲ့ဒါကိုအတီးပြုပြီးအီလိတ်မှာတန်ရှင်သောကုသရေးမော်ပညာရှိကြောင်းပြောပြတယ်ဝီကတန့်စင်ရေးဟိုလီမော်ပညာကိုပဲအသုံးပြုနိုင်ပေမဲ့အီလိတ်ကတော့ဒဏ်ရာရသူတွေကိုကုသပေးနိုင်တဲ့အထူးစွမ်းရည်ရှိတယ်ဖះเจ้าမှာလူနာတွေကိုကုသပေးရင်အီလိတ်ဟာစိတ်ဆိုတဲ့ဂုဏ်ထူးကိုရရှိထားသူဖြစ်တယ်ဒါပေမဲ့ဟိုးရဲ့ဆန္ဒကတော့အီလိတ်ကိုပုံမှန်ဘဝနဲ့နေစေချင်ပြီးနောက်ပိုင်းမှာလက်ထပ်စေချင်တာဖြစ်တယ်အီလိတ်ကလည်းမျိုးစားမိသားစုကဖြစ်တာကြောင့်လက်ထပ်ခွင့်တောင်းသူအများကြီးရှိနေခဲ့တယ်ဝီကဟာတာလုပ်ပြီးဒါဆိုကျွန်တော်လည်းအီလိတ်ကိုလက်ထပ်ဖို့ပြန်ခွဲလဲဝင်မယ်လို့ပြောလိုက်တယ်ဒါပေမဲ့ကျွန်တော်ကအခုထိငယ်သေးတယ်လို့ဆက်ပြောခဲ့တယ်ဟိုးကလည်းအရွယ်ရောက်လာရင်လက်ထပ်နိုင်ပါတယ်လို့ပြန်ဖြေတယ်ဝီကရင်ပြီးခေါင်းညှိလိုက်ပေမဲ့အဲ့ဒီအပြုံးဟာအထီးကျန်တဲ့အပြုံးတစ်ခုဖြစ်နေခဲ့တယ်ဘာလို့လဲဆိုတော့သူဟာအီလိတ်ကိုပထမဆုံးတွေ့တဲ့နေ့မှာပဲစစ်ဆက်ပြီးသားဖြစ်သွားခဲ့လို့ပဲနောက်ပိုင်းမှာဟိုးကသူ့ရဲ့ဥယျာဉ်ထဲမှာလက်ဖက်ရည်တောက်ရင်းဒီစစ်ဆက်မှုဟာမှန်ကန်တဲ့ဆုံးဖြတ်ချက်လားမှားယွင်းတဲ့ဆုံးဖြတ်ချက်လားဆိုတာသူ့အစီခံနဲ့ဆွေးနွေးနေခဲ့တယ်သူဟာဘရင်ကြီးရဲ့ခွင့်ပြုချက်ကိုတောင်ရယူပြီးသားဖြစ်တဲ့အတွက်အမဒီယက်မျိုးစားကြီးတောင်ဒီကိစ္စကိုကန့်ကွက်လို့မရတော့ဘူးအရေးကြီးဆုံးကတော့ဝီကိုသူတို့မိသားစုနဲ့ချိတ်ဆက်ထားနိုင်ရင်ရရှိလာမယ့်အကျိုးကျေးဇူးတွေကိုသူတို့မြင်ခဲ့ကြတာပဲဖြစ်တယ်ဝီပေးလာခဲ့တဲ့ရွှေတစ်တာကြီးကလည်းသူဟာဖះเจ้าရဲ့အာဏာနဲ့ဩဇာကိုကောင်းကောင်းနားလည်ထားကြောင်းပြသနေခဲ့တယ်ဟိုးမိသားစုဟာဘစ်ကောက်အဆင့်ရှိတဲ့မိသားစုဖြစ်ပြီးအရေးချင်းအပြည့်ရှိတဲ့ဘာရွန်လူငယ်တစ်ယောက်ဖြစ်တဲ့ဝီနဲ့အဲလစ်ကိုလက်ထပ်ပေးနိုင်တာကသူတို့အတွက်အလွန်အကျိုးရှိတဲ့အခွင့်အရေးတစ်ခုဖြစ်နေခဲ့တယ်ညီကိုတွေရဲ့အိမ်ကိုပြန်ရောက်တဲ့အခါဝီကသူ့အတင်းသားတွေကိုသူစစ်ဆက်ထားပြီးဆိုတဲ့အကြောင်းပြောပြလိုက်တယ်အားလုံးကဝီအတွက်ဝမ်းသာပေးကြပေမဲ့ဝီတယောက်တည်းကတော့တိတ်မပြောနိုင်ခဲ့ဘူးအကြောင်းကတော့သူဟာအဲလစ်ကိုအရင်ပိုတိကျွမ်းပြီးမှလက်ထပ်ချင်ခဲ့တာဖြစ်လို့ပဲဒါပေမဲ့သူ့တငယ်ချင်းတွေကဒီကဘာမှာမတွေ့ဘူးတဲ့သူနဲ့လက်ထပ်တာကပုံမှန်ပါပဲလို့ပြောပြခဲ့ကြတယ်အဲရစ်ကိုတိုင်းတောင်သူ့ဇနီးကိုမင်္ဂလာပွဲကျင်းပတဲ့နေ့မှာပဲပထမဆုံးတွေ့ခဲ့တာဖြစ်တယ်အဲ့ဒီနောက်သူတို့ကဝီကိုမျက်လုံးပိတ်ခိုင်းပြီးလူရှင်တော်ပုံစံမိတ်ကပ်တွေလိမ့်ပေးလိုက်ကြတယ်လူရှင်တော်ဝတ်စုံဝတ်ထားတဲ့ဝီဟာမြို့တော်ထဲကိုလွတ်လွတ်လပ်လပ်ရှောက်သွားနိုင်ခဲ့ပြီးဘယ်သူမှသူ့ကိုငကားတက်ခဲ့တဲ့သူလို့မသိနိုင်တော့ဘူးအာဝင်ကလည်းအနာဂတ်ဇနီးအတွက်လက်ဆောင်တစ်ခုဝယ်တင်တယ်လို့အကြံပေးခဲ့တယ်အဲ့ဒီအချိန်မှာဝီကအဲလစ်ရဲ့စိတ်ထဲမှာဘာတွေရှိနေမလဲဆိုတာစဉ်းစားနေမိခဲ့တယ်ဈေးဝယ်ပြီးပြန်လာတဲ့အချိန်မှာတော့အရင်ကသူ့ရဲ့လက်အောက်ခံဖြစ်ချင်တယ်လို့ပြောခဲ့တဲ့လူနဲ့ပြန်ဆုံခဲ့တယ်အာဝင်ကဒီဝတ်စုံနဲ့ဆိုဘယ်သူမှမင်းကိုမမှတ်မိနိုင်ဘူးလို့ပြောခဲ့ပေမဲ့အဲ့ဒီလူကတော့ဝီရဲ့သွားပုံစံကိုကြည့်ပြီးချက်ချင်းမှတ်မိသွားခဲ့တယ်ခဏအတွင်းမှာပဲလူအုပ်ကြီးစုပြုံလာပြီးနိုင်တွေကဝီရဲ့လက်အောက်ခံဖြစ်ခွင့်ရဖို့တောင်းဆိုလာကြတယ်အဲ့ဒီလူကလည်းသူ့ရဲ့လှန်အသုံးပြုတဲ့စွမ်းရည်ကိုကြွားဝါဖို့လှန်ကိုလှည့်ပတ်ပြနေခဲ့တယ်အခြေအနေပိုဆိုးမလာခင်ဝီကတယ်လီပို့တေးရှင်းမော်ပညာကိုအသုံးပြုပြီးအဲ့ဒီနေရာကနေချက်ချင်းထွက်ပြေးသွားခဲ့တယ်အိမ်ပြန်ရောက်တဲ့အခါအဲရစ်ကမင်းရဲ့ကိုယ်ပိုင်လက်အောက်ခံတယောက်ကိုမြ мян ရွေးထားတာအကောင်းဆုံးပဲဒါဆိုကြံတဲ့လူတွေကိုညှင်းပယ်လို့ရသွားမယ်လို့ပြောခဲ့တယ်အဲ့ဒီစကားကြားတာနဲ့အဝင်ကချက်ချင်းလက်မြောက်ပြီးကျွန်တော်လုပ်ပါမယ်လို့စိတ်လှုပ်ရှားစွာပြောလိုက်တယ်ဝီကလည်းချက်ချင်းသဘောတူလိုက်တယ်ဒါပေမဲ့အဝင်ကတော့သူ့စကားကိုလွယ်လွယ်နဲ့လက်ခံလိုက်မယ်လို့မထင်ထားတဲ့အတွက်အံ့ဩပြီးကြောက်နေခဲ့တယ်ဝီကအဲလစ်အတွက်ဝယ်ထားတဲ့လက်ဆောင်ကိုယူပြီးထွက်သွားတဲ့အချိန်မှာတော့အဝင်ကအဲ့ဒီနေရာမှာပဲမယုံနိုင်တယ်လို့ရက်ကြံနေခဲ့တယ်ပြီးတော့ဝီဟာတယ်လီပို့တေးရှင်းမော်ပညာကိုအသုံးပြုပြီးဟိုးမိသားစုရဲ့အိမ်ကြီးထဲကိုဘယ်သူမှမသိအောင်ဝင်ရောက်သွားခဲ့တယ်ဝီကဟိုးမိသားစုရဲ့အိမ်ထဲကိုတိတ်တဆိတ်ဝင်ရောက်လာခဲ့ပေမဲ့ဟိုးနဲ့မတော်တဆတွေ့မလို့ဖြစ်သွားတာကြောင့်ချက်ချင်းပဲပုံလိုက်ရတယ်အဲ့ဒီအချိန်မှာအဲလစ်ကသူ့ကိုတွေ့သွားခဲ့တယ်ဝီကဟိုးမမြင်ခင်အဲလစ်ရဲ့လက်ကိုဆွဲယူပြီးသူမနဲ့အတူပုံနေလိုက်တယ်နောက်ဆုံးမှာတော့နှစ်ယောက်သားအိမ်ကောင်မိုးပေါ်ကိုရောက်သွားခဲ့ကြတယ်ဝီကသူမအတွက်ဝယ်လာခဲ့တဲ့ဘီစကစ်မုန့်တွေကိုထုတ်ပြလိုက်တယ်
ဒါပေမဲ့အလင်းအမြန်ပြေးလာခဲ့ရတာကြောင့်မုတ်တွေဟာကြေမွပျက်စီးနေပြီဖြစ်တယ်ဝီကမုတ်ထုတ်ကိုနောက်ကျောမှာဖွက်ထားရင်ခဏလောက်စကားပြောလို့ရမလားလို့မေးလိုက်တယ်အဲ့ဒီနောက်သူတို့ရဲ့စစ်ဆက်မှုအကြောင်းမေးလိုက်တဲ့အခါအဲလစ်ကပြုံးပြီးကျမပြောပါတယ်လို့ဖြေလိုက်တယ်သူမရဲ့အဖိုးဖြစ်တဲ့ဟိုးကဝီကိုရွေးချယ်ပေးခဲ့တာဖြစ်ပြီးငကားတက်နိုင်တဲ့သူတယောက်နဲ့လက်ထပ်ရမှာကိုလည်းဝမ်းသာကြောင်းပြောခဲ့တယ်တစ်ဖက်မှာတော့အာဝင်ကအီနာနဲ့လူးဝစ်တို့ကိုသူဟာဝီရဲ့တရားဝင်လက်အောက်ခံဖြစ်သွားပြီလို့ကြွားနေခဲ့တယ်မိန်းကလေးနှစ်ယောက်ကတော့စိတ်မကြည်နက်ဖြစ်နေကြတယ်အကြောင်းကတော့သူတို့တစ်နေ့လုံးဈေးဝယ်ပြီးပြင်ဆင်ထားခဲ့တာတွေဟာအားလုံးအချီးနှီးဖြစ်သွားတယ်လို့ခံစားနေရလို့ပဲဖြစ်တယ်သူတို့လည်းဝီနဲ့ပိုနီးဆက်လာဖို့နီးလန်းစဉ်းစားနေချိန်မှာအာဝင်ကပြုံးပြီးမင်းတို့နှစ်ယောက်ကအခုကစပြီးငါလက်အောက်မှာအလုပ်လုပ်ရတော့မယ်ဘာလို့လဲဆိုတော့ငါကပထမဆုံးလက်အောက်ခံဖြစ်သွားပြီလေလို့ပြောလိုက်တယ်အဲရစ်နဲ့သူ့ဇနီးရောက်လာတဲ့အခါအာဝင်လည်းသူတို့နဲ့အတူထွက်သွားခဲ့တယ်အဲ့ဒီနောက်လူးဝစ်ရဲ့စိတ်ထဲမှာအာဝင်ထက်တောင်ပိုကောင်းတဲ့အကြံတစ်ခုပေါ်လာခဲ့တယ်သူတို့နှစ်ယောက်ကဝီရဲ့အိမ်တော်အတွင်းကအမျိုးသမီးတွေဖြစ်လာနိုင်ရင်အာဝင်ထက်ပိုနီးဆက်လာနိုင်မယ်လို့တွေးမိခဲ့တာဖြစ်တယ်ဝီပြန်ရောက်လာတဲ့အခါလူးဝစ်ကအသစ်ဝယ်ထားတဲ့အဝတ်စားတွေနဲ့သူ့ကိုဆွဲဆောင်ဖို့ကြိုးစားခဲ့တယ်ထူးဆန်းတဲ့အမူအရာတွေလည်းလုပ်ပြခဲ့ပေမဲ့ဝီကတော့ဘာမှနားမလည်ပဲသူမဘေးကနေအေးအေးဆေးဆေးဖြတ်သွားခဲ့တယ်အဲ့ဒီညမှာလူးဝစ်ကသူမရဲ့အဝတ်စားတစ်တွေကိုပိုပြီးဆွဲဆောင်မှုရှိအောင်ကိုယ်တိုင်ပြင်ဆင်နေခဲ့တယ်အီနာကလည်းသူမကိုအားပေးနေခဲ့တယ်လူးဝစ်ကတော့အမှန်တိုင်းဝန်ခံခဲ့တယ်သူမဒီလိုလုပ်နေတာကဝီနဲ့လက်ထပ်နိုင်ပြီးကိုပိုင်ဒိုဂျိုတစ်ခုဖွင့်နိုင်ရင်မိသားစုကသူမကိုအတိမတ်ပြုလာမယ်လို့မျှော်လင့်ထားလို့ဖြစ်တယ်အီနာလည်းသူမလိုပဲကိုပိုင်ရည်မှန်းချက်ရှိနေခဲ့တယ်တစ်ဖက်မှာတော့ဝီဟာအဲလစ်စီကညစာစားဖို့ဖိတ်ကြားစာရရှိခဲ့တယ်နောက်တစ်နေ့မှာဝီနဲ့အဲလစ်တို့အတူတူထိုင်ပြီးစားတောက်ခဲ့ကြတယ်စားပြီးတဲ့နောက်ဝီပြန်ဖို့ပြင်နေချိန်မှာဟိုးရဲ့အစီခံတွေရောက်လာပြီးပထမဆုံးအပြင်ထွက်တဲ့အမတ်တရအနေနဲ့အဲလစ်ကိုလက်ဆောင်တစ်ခုပေးတင်ပါတယ်လို့ပြောခဲ့ကြတယ်ဒါကြောင့်နှစ်ယောက်သားအနီးနားကလက်ဝတ်ရတနာဆိုင်ကိုသွားခဲ့ကြတယ်။ဆိုင်ထဲမှာအယောင်မျိုးစုံပုံစံမျိုးစုံရှိတဲ့လက်စွပ်တွေနဲ့ကြောက်မြတ်ရတနာတွေပြည့်နှက်နေခဲ့တယ်။ဒါပေမဲ့ဝီရဲ့မျက်လုံးထဲမှာတော့အားလုံးကတာမန်ပစ္စည်းတွေလိုပဲထင်နေခဲ့တယ်။အဲလစ်ကဈေးကြီးတာမရွေးလဲရပါတယ်။လို့ပြောခဲ့ပေမဲ့ဝီကကျွန်တော်မှပတ်စံလုံလောက်ပါတယ်။လို့ပြန်ဖြေခဲ့တယ်။အထူးသဖြင့်ငကားတက်ခဲ့တဲ့စူကြီးကြောင့်သူ့မှာငွေအများကြီးရှိနေခဲ့တာဖြစ်တယ်။အဲ့ဒီအချိန်မှာထောင်းတနေရာကရိုးရှင်းတဲ့လက်စွပ်လေးတစ်ကွင်းကိုဝီသတိထားမိသွားတယ်။ဆိုင်ရှင်ကဒီလက်စွပ်ကစစ်ဆက်ပွဲအတွက်ရိုးလုံးပါတယ်လို့ပြောပြီးတခြားဟာရွေးဖို့အကြံပေးခဲ့တယ်။ဒါပေမဲ့အဲလစ်ရဲ့မျက်လုံးထဲကစိတ်လှုပ်ရှားမှုကိုမြင်လိုက်ရတဲ့ဝန်ကအဲ့ဒီလက်စွပ်ကိုပဲရွေးချယ်လိုက်တယ်။နောက်မှသိရတာကအဲ့ဒီလက်စွပ်ဟာမော်ကြောင့်နဲ့ပြုတ်လုထားတာကြောင့်တခြားလက်စွပ်တွေထက်6ဆလောက်ဈေးပိုကြီးနေခဲ့တယ်။လက်စွပ်ဝယ်ပြီးတဲ့နောက်နှစ်ယောက်သားမြင်းလဲနဲ့ပြန်လာခဲ့ကြတယ်။လမ်းမှာအဲလစ်ကဒီလက်စွပ်ကမော်ကြောင့်နဲ့လှုပ်ထားတာသိလားလို့မေးခဲ့တယ်။သူမကဝီဟာမော်ဆွမ်းအားအများကြီးသိသိနိုင်တဲ့ကြောက်ဖြစ်လို့ဝယ်ခဲ့တာလို့ထင်နေခဲ့တယ်။ဒါပေမဲ့ဝီကခေါင်းခါပြီးအဲ့ဒါကြောင့်မဟုတ်ပါဘူးလို့ပြောလိုက်တယ်။ကျွန်တော်ကဒီလက်စွပ်ကမင်းနဲ့အရန်လိုက်ဖက်တယ်လို့ခံစားမိလို့ဝယ်ခဲ့တာပါလို့ဆက်ပြောခဲ့တယ်။ပြီးတော့မြို့တော်မှာနေရတာဘလောက်စိတ်ဖိစီးစရာကောင်းကြောင်းပြောပြခဲ့တယ်။လူတိုင်းကသူ့ကိုငကားသက်သူအဖြစ်ပဲမြင်နေကြတာကြောင့်ဖိအားတွေများနေခဲ့တယ်။တစ်ချိန်တည်းမှာပဲစိတ်ဆိုတဲ့ဂုံပုံးနဲ့တစ်သက်လုံးနေထိုင်လာခဲ့ရတဲ့အဲလစ်ကိုလည်းလေးစားမိကြောင်းပြောခဲ့တယ်။အဲ့ဒီနောက်ဝီကလက်စွပ်ထဲကိုမှော်စွမ်းအားထည့်လိုက်တယ်။ချက်ချင်းပဲလက်တစည်းလုံးအနီရောင်အလင်းရောင်တွေနဲ့တောက်ပလာပြီးသူတို့ပတ်ဝန်းကျင်မှာကျဲပွင့်လေးတွေပြန်ဝဲနေတယ်လို့အလှပတွေပေါ်လာခဲ့တယ်။ဝီကိုယ်တိုင်တော့အဲ့ဒီမြင်ကွင်းကြောင့်အံ့ဩသွားခဲ့တယ်။အဲလစ်ကတော့ဝီရဲ့ရိုးသားမှုကိုမြင်ပြီးတိတ်တဆိတ်စိုက်ကြည့်နေခဲ့တယ်။အဲ့ဒီညမှာဟိုးကသူ့အစီခံကိုဝီကိုဘလို့ထင်လဲလို့မေးခဲ့တယ်။အစီခံကသူ့ကိုနားလေရခတ်ပါတယ်လို့ပြောခဲ့ပေမဲ့အရေးကြီးတဲ့အချက်တစ်ခုကိုထပ်ပြောခဲ့တယ်။ဝီဟာအဲလစ်ကိုစိတ်တယောက်အနေနဲ့မမြင်ဘဲတာမန်မိန်းကလေးတယောက်အနေနဲ့ဆက်ဆံပေးတဲ့တူရဲတော်သူဖြစ်တယ်။တစ်ဖက်မှာတော့အာဝင်လူးဝစ်နဲ့အီနာတို့ဟာမြို့တော်မှာပျော်ရွှင်စွာအချိန်ဖြုန်းနေကြတယ်။အာဝင်ကဝီကိုစီးရုံးမဲ့အစီအစဉ်ဘလို့ဖြစ်နေပြီလဲလို့မေးခဲ့တယ်။ဒါပေမဲ့မိန်းကလေးနှစ်ယောက်ကအလင်းမလို့သေးဘူးလို့ပြောခဲ့ကြတယ်။ဝီကအဲလစ်နဲ့အချိန်ကုန်နေပြီဖြစ်လို့သူပြန်လာတဲ့အထိစောင့်မယ်လို့ဆုံးဖြတ်ထားကြတယ်။အဲ့ဒီအချိန်မှာအဲလစ်ကိုယ်တိုင်ရောက်လာခဲ့တယ်။ကံကောင်းစွာနဲ့သူတို့ပြောနေတဲ့စကားတွေကိုမကြားခဲ့ဘူး။အာဝင်ကဝီကိုဘရင်နန်းတော်ကခေါ်ထားတယ်လို့ပြောလိုက်တယ်။အဲလစ်ကတော့သူတို့ကိုတွေ့ဖို့တီးတက်လာခဲ့တာဖြစ်တယ်။သူမကဝီဟာဘလို့လူမျိုးလဲဆိုတာသူ့တငယ်ချင်းတွေစီကနေသိချင်နေခဲ့တယ်။တစ်ဖက်မှာတော့ဘရင်ကြီးကဝီကိုနောက်ထပ်ငကားတစ်ကောင်တက်ဖို့တာဝန်ပေးခဲ့တယ်။ဘရင်ရဲ့အမှုထမ်းဖြစ်တာကြောင့်ဝီမှာညှင်းပယ်ခွင့်မရှိခဲ့ဘူး။ညဆောင်တက်မှုကဝီနဲ့ဘရန်တို့ကိုအခြေအနေရှင်းပြခဲ့တယ်။မြို့တော်မှာအစားအစာရှားပါမှုဖြစ်နေပြီးအနီးနားမြေတွေကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ချင်နေကြတယ်။ဒါပေမဲ့အဲ့ဒီနေမြေဟာဂရီယိုဆိုတဲ့ရှေးဟောင်းနဂါးကြီးပိုင်ဆိုင်ထားတဲ့နေရာဖြစ်နေခဲ့တယ်။အဲ့ဒီလိုနဂါးမျိုးကိုအနိုင်ယူဖို့အစွမ်းထက်မော်စရာတွေလိုအပ်တာကြောင့်ဝီနဲ့ဘရန်ကိုခေါ်ထားတာဖြစ်တယ်။ဝီက
ရှေးဟောင်းနဂါးကိုတကယ်အနိုင်ယူနိုင်ပါမလားလို့စိတ်ထဲမှာတွေးနေခဲ့တယ်ဒါပေမဲ့ဘယင်ကြီးကသူတို့နဲ့အတူနောက်ထပ်တစ်ယောက်ပါဝင်မယ်လို့ပြောခဲ့တယ်အဲ့ဒီအချိန်မှာလူတစ်ယောက်ဝင်လာပြီးဘယင်ကိုအယိုသေးပေးကကျွန်တော်တို့၃ယောက်အခုချက်ချင်းနဂါးတက်ဖို့ထွက်ကြရအောင်လို့စိတ်အားထက်သန်စွာပြောလိုက်တယ်သူ့နာမည်ကအာမစ်ဖြစ်ပြီးနန်းတော်ရဲ့မော့ဆရာတစ်ယောက်ဖြစ်တယ်စစ်သားတစ်ယောက်လိုအသွင်ပြင်ရှိပေမဲ့တကယ်တော့အလွန်အစွမ်းထက်တဲ့မော့ဆရာတဦးဖြစ်နေခဲ့တယ်အဲ့ဒီနောက်သူတို့၃ယောက်ဟာအတူတကွပြန်တန်းထွက်ခွာခဲ့ကြတယ်အာမစ်ကအယမ်းမြန်ဆန်စွာရှေ့ကနေပြန်တန်းသွားတာကြောင့်ဝီတောင်အံ့ဩသွားခဲ့တယ်သူတို့သွားနေတဲ့နေရာကတော့စစ်တပ်ရဲ့စခန်းစီဖြစ်နေခဲ့တယ်အဲလိတ်ဟာအီနာကိုအသေးအတန်ကုသပေးနေခဲ့ပါတယ်သူမရဲ့မော်စွမ်းအားဟာကုံဆုံးလူနီးပါးဖြစ်သွားပြီးနောက်ဆုံးမှာတော့ဝီပေးထားတဲ့မော်လက်စွပ်ထဲမှာတင်စီထားတဲ့စွမ်းအားကိုပါထုတ်သုံးလိုက်ရပါတယ်ဒါပေမဲ့တိုက်ပွဲကဆက်ကြသွားမယ်ဆိုရင်ဝီနဲ့ဘရန်ဒိုရဲ့မော်စွမ်းအားတွေလည်းကုန်သွားမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာနဂါးရုပ်တုကြီးကသူတို့အားလုံးကိုအဆုံးသတ်ပစ်နိုင်တဲ့အခြေအနေဖြစ်လာမှာပါဒါကြောင့်ဝီကဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်ဒီနဂါးကိုငါတယောက်တည်းအနိုင်ယူမယ်လို့ပြောလိုက်ပါတယ်ဘရန်ကတော့တမ်မဏိထက်တောင်ပိုမာကျော်တဲ့နဂါးရဲ့ခန္ဓာကိုယ်ကိုဝီရဲ့တိုက်ခိုက်မှုကဖောက်ထွင်းနိုင်ပါမလားဆိုပြီးတန်တရားရှိနေပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့ဝီကိုယုံကြည်ဖို့ဆုံးဖြတ်လိုက်ပါတယ်ပြီးတော့သူ့မှာကြန့်ရှိနေသမျှမော်စွမ်းအားလုံးကိုဝီစီလွှဲပေးလိုက်ပါတယ်ဝီကနဂါးရဲ့အပြင်းထန်ဆုံးတိုက်ခိုက်မှုကိုသူ့ရဲ့မော်ပညာနဲ့တိုက်ရိုက်တုံ့ပြန်လိုက်ပါတယ်ဘရန်ဟာစွမ်းအားကုန်ဆုံးသွားတာကြောင့်မြေပေါ်လဲကျသွားပေမဲ့ဝီကိုကြည်ရင်ပြုံးနေပါတယ်ဘာကြောင့်လဲဆိုတော့ဝီရဲ့ပုံစံကသူ့ရဲ့အရင်တပည့်ဟောင်းအက်ဖရက်ကိုတတိယစေခဲ့လို့ပါအခုတော့ဝီတယောက်တည်းနဂါးကြီးနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်နဂါးရဲ့စွမ်းအားကအလွန်ကြီးမားလွန်းတာကြောင့်ဝီတောင်အားရင်ကုန်ဆုံးလာတာကိုခံစားနေရပါတယ်သူ့စိတ်ထဲမှာတငယ်ချင်းတွေကိုတောင်းပန်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအဲလိတ်ကအော်ပြောလိုက်ပါတယ်ကျမအံပွဲလင်းမော်ကိုအသုံးပြုမယ်စကားဆုံးတာနဲ့အဲလိတ်ဟာဝီစီပြေးလာပြီးသူ့ကိုနမ်းလိုက်ပါတယ်ပြီးတာနဲ့သူမဟာအားရင်ကုန်ဆုံးပြီးတတိလေးကျသွားပါတယ်ဝီကအဲလိတ်ကိုဖတ်ထားရင်သူ့ခန္ဓာကိုယ်ထဲမှာမော်စွမ်းအားတွေအလွန်မင်းတိုးလာတာကိုခံစားလိုက်ရပါတယ်အဲ့ဒီစွမ်းအားနဲ့ဝီဟာသူ့မှာရှိသမျှအားလုံးကိုစုစည်းပြီးနောက်ဆုံးတိုက်ခိုက်မှုကိုထုတ်လုပ်လိုက်ပါတယ်နောက်ဆုံးမှာတော့နဂါးကြီးပြိုလဲသွားခဲ့ပါတယ်နဂါးပျက်စီးသွားတာနဲ့တပြိုင်နက်အနီးအနားမှာရှိတဲ့ရုပ်တုအဆောင်တွေအားလုံးလည်းလှုပ်ရှားမှုရပ်တန့်သွားကြပါတယ်လူဝစ်အီနာနဲ့အာဝင်တို့ကတတိလစ်နေတဲ့ဝီနဲ့အဲလိတ်ကိုကယ်ထုတ်လိုက်ကြပါတယ်နိုင်ရီအနှဲငယ်ကြပြီးနောက်ဝီတတိပြန်ရလာပါတယ်သူနိုးလာတဲ့အချိန်မှာလူဝစ်နဲ့အီနာတို့စကားပြောနေကြတာကိုကြားလိုက်ရပါတယ်အဲလိတ်အသုံးပြုခဲ့တဲ့အံ့ဖွယ်လင်းမော်ဟာခန္ဓာကိုယ်အားအင်ကိုပြန်လည်ဖြစ်ပေးနိုင်တဲ့ရှားပါးမော်ပညာတစ်ခုဖြစ်ပါတယ်တချို့အခြေအနေတွေမှာမော်စွမ်းအားကိုပါပြန်လည်ရရှိစေနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီမော်ပညာကိုအသုံးပြုဖို့နန်းစရာမလိုပါဘူးဆိုလိုတာကအဲလိတ်ဟာဝီကိုနန်းချင်လို့အဲ့ဒီအကြောင်းပြချက်ကိုအသုံးချခဲ့တာဖြစ်ပါတယ်သူမချစ်တဲ့လူကိုမနှမ်းရပဲဆုံးရှုံးသွားမှမခံနိုင်ခဲ့လို့ပါဝီနဲ့အဲလိတ်တို့သတိပြန်ရလာပြီးနောက်ဘရန်နဲ့အတူအပြက်စီးတွင်းကိုဆက်လက်စစ်ဆေးကြပါတယ်ဘရန်ကဒီနေရာကိုဖန်တီးခဲ့သူဟာရှေးခေတ်ကအလွန်ကြော်ကြားတဲ့မော်ပစ္စည်းဖန်တီးသူကြီးတစ်ယောက်ဖြစ်ကြောင်းသိရှိလာပါတယ်ဒီအပြက်စီးကြီးဟာသူ့ရဲ့အမွေနှစ်ကိုဆက်ခံနိုင်မဲ့သူရှိမရှိစမ်းသပ်ဖို့တိစောက်ထားတဲ့စမ်းသပ်ခန်းကြီးဖြစ်နိုင်ပါတယ်အဲ့ဒီအချိန်မှာအာဝင်ကအားလုံးကိုအော်ခေါ်လိုက်ပါတယ်သူတို့ဟာအံ့ဩစရာအရာတစ်ခုရှာတွေ့ခဲ့တာပါရှေးဟောင်းလေရင်ပြန်တင်မောတွေထုတ်လုပ်တဲ့စက်ရုံကြီးတစ်ခုဖြစ်ပါတယ်အဲ့ဒီလေရင်ပြန်တင်မောတွေဟာလက်ရှိနိုင်ငံမှာအသုံးပြုနေတဲ့ပုံစံတွေရဲ့မူလပုံစံဖြစ်နေပါတယ်အာဝင်ကခလုတ်တစ်ခုကိုနှိပ်လိုက်တဲ့အခါနေရန်တစ်ခုရွေရပြီးလှုပ်ဝက်ထွက်ပေါက်တစ်ခုပေါ်လာပါတယ်နောက်ဆုံးတော့သူတို့လွတ်မြောက်နိုင်တဲ့လမ်းကိုရှာတွေ့သွားခဲ့ပါတယ်သူတို့ဟာရှေးဟောင်းလေရင်ပြန်တင်မော9စီးရှားပါမော်ကြောက်တုံးတွေရုပ်တုအဆောင်တွေနဲ့ရှေးဟောင်းမှတ်တမ်းတွေကိုရှာဖွေတွေ့ရှိခဲ့တာကြောင့်အဖွဲ့ဝင်တိုင်းကိုရွှေတင်ကားနှစ်တန်းစီစုချီးမြှင့်ခဲ့ပါတယ်ဒီပမာဏဟာတသက်လုံးငွေကြေးအတွက်စိတ်ပူစရာမလိုတော့တဲ့အဆင့်ဖြစ်ပါတယ်နောက်ပိုင်းမှာဝီကအာမတ်ကိုပြောပါတယ်သူတို့ဟာမြို့တော်ကနေထွက်ခွာပြီးအခြားနယ်မြေမှာစွန့်စားခန်းတွေဆက်လုပ်တော့မယ်လို့ပါအာမတ်ကတော့ဝီတေသွားပြီဆိုတဲ့သတင်းဖြန့်တဲ့သူကိုငါရှာဖွေဖော်ထုတ်မယ်လို့ပြောလိုက်ပါတယ်ဝီကသူမရှိတဲ့အချိန်မှာဒီလိုဖြစ်ပျက်တွေဖြစ်ခဲ့တာကိုမသိတဲ့အတွက်အံ့ဩသွားပါတယ်တကယ်တော့မင်းမျိုးအများစုဟာဝီရဲ့အောင်မြင်မှုတွေကိုမနာလိုဖြစ်ပြီးသူ့အကြောင်းမကောင်းသတင်းတွေဖြန့်နေကြတာဖြစ်ပါတယ်အီနာကလည်းသူတို့ကငါတို့ဝီနဲ့နီးနီးကက်ကက်ရှိနေတာကိုတော့မကြိုက်ကြဘူးလို့ပြောပါတယ်အခုဆိုအဖွဲ့ဝင်တိုင်းမှာရွှေတင်ကားနှစ်တန်းစီရှိနေပြီဖြစ်တာကြောင့်မလိုအပ်တဲ့အာယုံဆိုင်မှုတွေပိုရလာနိုင်ပါတယ်ဒါကြောင့်သူတို့ဟာအဖွဲ့စနစ်နဲ့ငွေကြေးတွေကိုစီမံဖို့ဆုံးဖြတ်လိုက်ကြပါတယ်တယောက်စီယူမဲ့အစားအားလုံးကိုဝီစီအပ်လိုက်ကြပါတယ်အဲလိကလည်းဝီရဲ့စစ်ဆက်ထားသူဖြစ်တာကြောင့်သူမရဲ့ပိုင်ဆိုင်မှုတွေကိုပါဝီနဲ့ပေါင်းလိုက်ပါတယ်အဲ့ဒီနောက်ဝီဟာရွှေတင်ကား30တန်းကျော်ပိုင်ဆိုင်တဲ့တထေးကြီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်တစ်ဖက်မှာတော့ဝီကိုဖယ်ရှားချင်နေတဲ့ Ross ဆိုတဲ့မင်းမျိုးဟာတခြားမင်းမျိုးတွေနဲ့လှုပ်ဝက်စည်းဝေးကျင်းပနေပါတယ်သူတို့အားလုံးဝီကိုဖယ်ရှားဖို့ပူးပေါင်းမယ်လို့ဆုံးဖြတ်လိုက်ကြပါတယ်ဝီရဲ့အိမ်ပြင်ဘက်မှာတော့ခေါင်းစုပ်ဝတ်ထားတဲ့မိန်းကလေးတစ်ယောက်ဟာတိတ်တဆိတ်စောင့်ကြည့်နေပါတယ်အိမ်တွင်းမှာတော့ဝီနဲ့သူ့အဖွဲ့သားတွေမုံစားရင်းစကားပြောနေကြပါတယ်
ဝီကသတင်းပေါက်အပြင်မှာတစုံတစ်ခုလှုပ်ရှားတာကိုခံစားမိပေမဲ့ဘယ်သူမှမတွေ့ရပါဘူးဒါပေမဲ့သူကငါတို့အိမ်ကိုစောင့်ရှောက်မဲ့လူတစ်ယောက်လိုနေပြီလို့ပြောလိုက်ပါတယ်သူ့ကိုမုန်းတီးသူတွေများလာနေပြီဖြစ်တာကြောင့်တစ္ဆာရှိပြီးအားကောင်းတဲ့အဆောင်တစ်ယောက်လိုအပ်နေပါတယ်အားလုံးကအကြံပြုတဲ့သူကတော့ရုပ်လှမ်းပညာကျွမ်းကျင်တဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်သူဟာဝီရဲ့လက်အောက်မှာအလုပ်လုပ်ချင်ခဲ့တာ3-2တောင်ရှိခဲ့ပါပြီဝီကနောက်ဆုံးလက်ခံလိုက်တဲ့အခါရုပ်ဟာဝမ်းသာလွန်လို့မျက်ရည်ကျခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဝီကသတင်းပေါက်အပြင်ဘက်မှာထူးဆန်းတဲ့လှုပ်ရှားမှုတစ်ခုထပ်မံခံစားလိုက်ရပါတယ်သူလှမ်းကြည့်လိုက်တဲ့အခါခေါင်းဆုပ်ဝတ်ထားတဲ့မိန်းကလေးဟာထပ်မံပြောက်ကွယ်သွားခဲ့ပြန်ပါတယ်နေ့လယ်စာစားနေတဲ့အချိန်မှာအရင်လိုဝီတယောက်တည်းမဟုတ်တော့ပဲအဖွဲ့သားအားလုံးကထူးဆန်းတဲ့မိန်းကလေးတစ်ယောက်ရဲ့အရှိန်အဝါကိုခံစားမိလာကြတယ်လူဝီကသတင်းပေါက်စီကိုချက်ချင်းပြေးသွားလိုက်ပြီးအာဝင်ကတော့ဝီနဲ့သတင်းပေါက်ကြားမှာရက်ကာကွယ်ပေးလိုက်တယ်ဒါပေမဲ့အပြင်ကိုကြည့်လိုက်တဲ့အချိန်မှာတော့အဲ့ဒီလျှို့ဝှက်ဆန်းကျဲတဲ့မိန်းကလေးဟာပျောက်ကွယ်သွားခဲ့ပြီဖြစ်တယ်ရုပ်ကတော့နောက်တစ်ခါသူမကိုတေချာပေါက်ဖမ်းမိအောင်လုပ်ပါမယ်လူကတိပေးလိုက်ပြီးဝီကိုလည်းမြို့တော်ကနေအမြန်ဆုံးထွက်ခွာဖို့အကြံပေးလိုက်တယ်ဒါပေမဲ့ဝီကတော့ငါမှလှုပ်ရှားတစ်ခုကြံသေးတယ်လို့ပြန်ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲလှုပ်ဝက်မိန်းကလေးဟာမြို့ထဲကိုပြန်လည်ဝင်ရောက်သွားခဲ့တယ်နေ့လယ်ပိုင်းရောက်တဲ့အခါဝီနဲ့သူ့အဖွဲ့သားတွေဟာမော်ပညာရှင်များရဲ့အဖွဲ့အစည်းကိုတွားရောက်ခဲ့ကြတယ်အဲ့ဒီနေရာဟာရှင်းဟောင်းအပျက်စီးတွေထဲကနေဝီရှာဖွေတွေ့ရှိခဲ့တဲ့နေရာပြောင်းရွှေ့မော်ပညာကိုလေ့လာနေတဲ့အဖွဲ့အစည်းဖြစ်တယ်အဖွဲ့ခေါင်းဆောင်လူကတ်ကသူတို့ကိုနှွေးထွေးစွာကြိုဆိုပြီးမော်ဆက်ဝိုင်းအသစ်တစ်ခုကိုပြသလိုက်တယ်ဒီမော်ဆက်ဝိုင်းရဲ့စွမ်းအားကအသုံးပြုသူရဲ့စိတ်ထဲမှာတွေးထားတဲ့အရာကိုခေါ်ယူပေးနိုင်တာဖြစ်တယ်အာဝင်ကတော့ဒါဆိုတခိုးတွေအတွက်အရန်သုံးဝင်တဲ့မော်ပညာပဲလို့နောက်ပြောင်ပြောလိုက်တယ်ဝီကကိုယ်တိုင်စမ်းသပ်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်သူမျက်လုံးမိတ်ပြီးသူလိုချင်တဲ့အရာကိုအာရုံစိုက်လိုက်တယ်ခဏကြာမှအလင်းရောင်တစ်ခုထွက်ပေါ်လာပြီးပစ္စည်းတစ်ခုပေါ်လာခဲ့တယ်ဒါပေမဲ့ပေါ်လာတာကစုံမဝစ်စုံတစ်စုံဖြစ်နေတယ်အဲ့ဒီဝစ်စုံနဲ့အတူပေါ်လာတဲ့စုံမကဝီရဲ့ခေါင်းကိုတစ်ချက်ရိုက်လိုက်တယ်ဝီကအလင်းအမြန်တခိုးတွေအကြောင်းပြောနေတာကိုနားထောင်ရင်အာယုံလွဲသွားတာပါဒီဟာကိုခေါ်ဖို့မရည်ရွယ်ပါဘူးလို့ရှင်းပြလိုက်တယ်နောက်တစ်ချိန်ထပ်မံစမ်းသပ်လိုက်တဲ့အခါမှာတော့အောင်မြင်သွားခဲ့တယ်ဒီတစ်ချိန်ထွက်ပေါ်လာတဲ့အလင်းရောင်ဟာအလွန်ကြီးမားလွန်းတာကြောင့်ခေါ်ယူလိုက်တဲ့အရာဟာအလွန်ကြီးမားတဲ့ပစ္စည်းတစ်ခုဖြစ်ကြောင်းသိတာနေတယ်အဲ့ဒီနောက်လှုပ်ဝက်မိန်းကလေးဟာဝီနဲ့သူ့အဖွဲ့သားတွေမော်ဖွဲ့စည်းကနေလှဲကြီးတစ်စီးနဲ့ထွက်လာတာကိုတွေ့လိုက်တယ်သူမကနောက်ကနေလိုက်ဖို့ကြိုးစားပေမဲ့ဝီကနေရာပြောင်းရွှေ့မော်ပညာကိုအသုံးပြုပြီးချက်ချင်းအိမ်ကိုပြန်သွားခဲ့တယ်တစ်ဖက်မှာတော့ရော့ဟာရော့ရဲ့အိမ်တော်အပြင်ဘက်မှာမျိုးစားမျိုးနွယ်ဝင်တွေမြင်းလဲပေါ်တက်နေကြတာကိုတွေ့လိုက်တယ်သူတို့ဟာဝီကိုစန့်ကျင်ဖို့လှုပ်ဝက်အစီအစဉ်တွေဆက်လက်လှုပ်ဆောင်နေကြတာဖြစ်တယ်ရုပ်ကအပေါ်ထပ်ပြတင်းပေါက်ကနေရင်မောနေတဲ့ရော့ကိုလည်းတွေ့လိုက်တယ်ဒီအချိန်မှာလှုပ်ဝက်မိန်းကလေးကဝီရဲ့အိမ်တော်ကိုပြန်လာပြီးပြတင်းပေါက်ကနေအတွင်းကိုကြည့်လိုက်တယ်သူမမြင်လိုက်ရတာကတော့ဝီကကြီးမားတဲ့အခန့်ပွဲတစ်ခုကျင်းပနေခြင်းဖြစ်တယ်အဲ့ဒီပွဲဟာဝီကိုကူညီပေးခဲ့တဲ့သူတွေကိုကျေးဇူးတင်တဲ့နှုတ်ဆက်ပွဲဖြစ်ပြီးအမဒီယက်စ်မျိုးစားအာမတ်ဒရန်နဲ့ဟိုးဖုံးတော်ကြီးတို့ပါတက်ရောက်နေကြတယ်ထို့နောက်ဝီကစပွဲပေါ်ကိုအလွန်ကြီးမားတဲ့ပကံကြီးတစ်ခုတင်လိုက်တယ်အဲ့ဒါကတော့မော်ဆက်ဝိုင်းကနေသူခေါ်ယူခဲ့တဲ့ဒူနာဆူရှီတွေဖြစ်တယ်ဧည့်သည်တွေကဒီထူးဆန်းတဲ့အစားအစာကိုဘယ်လိုစားရမလဲမသိကြဘူးဒါကြောင့်ဝီကကိုယ်တိုင်ဒီလို sauce ထဲနည်းနည်းနစ်ပြီးစားရပါတယ်လို့ပြသပေးလိုက်တယ်စားကြည့်ပြီးတဲ့အခါလူတိုင်းဟာအရသာကိုအလွန်သဘောကျသွားကြတယ်အဲ့ဒီအချိန်မှာရုတ်ကဝီကိုရော့ဟာအဝီသေးသွားပြီဆိုတဲ့သတင်းအတုကိုဖြန့်ခဲ့သူဖြစ်ကြောင်းပြောပြလိုက်တယ်ဝီကအံ့ဩသွားပြီးငါကရော့နဲ့တခါမှတော့စကားမပြောဘူးလို့ပြောလိုက်တယ်ရုတ်ကတော့ရော့ရဲ့ရည်ရွယ်ချက်ကိုဆက်ပြီးရှင်းပြခဲ့တယ်ရော့ဟာသူ့အကိုရက်နာကိုထိခိုက်စေချင်တာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ရက်နာဟာဝီနဲ့အလွန်ရင်းနှီးတဲ့ဆက်ဆံရေးရှိနေခဲ့လို့ပဲဒါအပြင်ရော့ကကတ်စီကိုပါဝီသေးသွားပြီဆိုတဲ့သတင်းပို့စီခဲ့တယ်သူ့ရဲ့ရည်ရွယ်ချက်ကတော့အနာဂတ်မှာကတ်ရဲ့သားတွေကဝီရဲ့ပွဲအမွေကိုဆက်ခံရင်သူ့ဘက်ကဩဇာအာဏာပုံမရရှိလာမယ်လို့တွက်ချက်ထားတာဖြစ်တယ်ဒါပေမဲ့ရုပ်မှလည်းပြန်လည်တုံ့ပြန်ဖို့အစီအစဉ်တစ်ခုရှိနေခဲ့တယ်မကြခင်မှာပဲဝီသေးဆုံးပြီဆိုတဲ့သတင်းကိုဖြန့်ခဲ့သူဟာရော့ပဲဆိုတဲ့သတင်းတွေမြို့တော်တစ်ခုလုံးပြန့်နှံ့သွားပြီးနောက်ဆုံးတော်ဝင်နန်းတော်အထိရောက်သွားခဲ့တယ်အဲ့ဒီနောက်ရော့ကိုချက်ချင်းနန်းတော်စီဆင့်ခေါ်လိုက်တယ်ဒါဟာရုပ်ရဲ့လက်စားချေမှုဖြစ်တယ်မူသားကိုမူသားနဲ့ပြန်တိုက်ခိုက်ခြင်းပဲဖြစ်တယ်အဲ့ဒီနောက်ရုပ်ကလှုပ်ဝက်ချက်တစ်ခုကိုထပ်မံဖွင့်ပြလိုက်တယ်သူဟာရော့ရဲ့တရားမဝင်သားဖြစ်နေခဲ့တာပဲနောက်ပိုင်းမှာအလိတ်ကတူနာငါးနဲ့အစားအစာတွေထပ်ယူလာခဲ့တယ်ဒါပေမဲ့အပြင်ဘက်ကနေခိုးကြည့်နေတဲ့လှုပ်ဝက်မိန်းကလေးကတော့မထိန်နိုင်တော့ဘူးသူမကတကားကိုဖွင့်ပြီးအိမ်ထဲကိုတန်းဝင်လာခဲ့တယ်သူမရဲ့အရှိန်အဝါကအလွန်ပြင်းထန်လွန်းတာကြောင့်အာဝင်ကတားဖို့ကြိုးစားပေမဲ့လွယ်လွယ်ကူကူနဲ့ဖယ်ရှားခံလိုက်ရတယ်အဲ့ဒီမိန်းကလေးဟာဝီနာကိုရှောက်လာပြီးစပွဲပေါ်မှာရှိတဲ့ဆူရှီတစ်ခုကိုကောက်ယူစားလိုက်တယ်အဲ့ဒီအချိန်မှာပဲနိုင်ငံရဲ့စစ်ဗိုလ်ချုပ်ကြီးလော့အက်ကရောက်လာခဲ့တယ်သူကဒီမိန်းကလေးကငါရဲ့သမီးဝီမာပါလို့မိတ်ဆက်ပေးလိုက်တယ်
ဝီမာကတော့ရင်မောရင်းဝီကငါ့ကိုအစားအစာကျွေးနိုင်မလားသိချင်လို့တနေ့လုံးလိုက်ကြည့်နေတာလို့ပြောလိုက်တယ်လက်ဖက်ရည်မုံတဲ့ဆူရှီတွေကိုကြည့်ပြီးနောက်ဝီကစမ်းသပ်မှုအောင်မြင်ပြီးလို့ကြေညာလိုက်တယ်ပြီးတော့အဲလစ်နဲ့အတူနောက်ထပ်စားစရာတွေရှာဖို့ထွက်သွားခဲ့တယ်လော့အက်ကာကတော့သူ့သမီးရဲ့အပြုအမူအတွက်တောင်းပန်လိုက်တယ်ဘရန်ကဝီမာမှာထူးခြားတဲ့အခြေအနေတစ်ခုရှိကြောင်းရှင်းပြခဲ့တယ်အဲ့ဒါကတော့ Hero Syndrome လို့ခေါ်တဲ့အခြေအနေဖြစ်တယ်သူမရဲ့ခန္ဓာကိုယ်ကအဆက်မပြတ်မော်စွမ်းအားထုတ်လုပ်နေတာကြောင့်အလွန်အားကောင်းပေမဲ့စွမ်းရည်ဖြစ်ဖို့အစားအစာအများကြီးလိုအပ်တာဖြစ်တယ်။အဲနာနဲ့အဲလိတ်တို့ကတော့ဝီမာကိုသဘောကျသွားကြပြီ။တူနာအစီများတဲ့ဆူရှီတွေထပ်ကျွေးရမယ်။လို့စိတ်အားထက်သန်နေကြတယ်။လော့အက်ကာကဝီကိုငါသမီးဝီမာရဲ့ကိုရန်တော်ဖြစ်ပေးပါလို့တောင်းဆိုလိုက်တယ်။ဒါရင်မကပဲသူတို့သမီးလောင်းဖြစ်ပါကမ်းလှမ်းခဲ့တယ်။ဒါပေမဲ့ဝီကညှင်းဆန်လိုက်တယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့မျိုးစားနယ်မြေဘက်ကိုသွားပြီးစွန်စားခန်းတွေဆက်လုပ်ဖို့နဲ့ဘလူးမိတ်ဆာတွေကိုတိုက်ခိုက်ဖို့ပဲဖြစ်တယ်။ဒီစကားကိုကြားလိုက်တဲ့အခါလော့အက်ကာကတခုခုကိုသတိထားမိသွားတယ်။သူကအမဒီယက်စ်မျိုးစားကိုလှည့်မေးလိုက်တယ်။ဝီကိုဒီအတိုင်းလွတ်လပ်စွာဘလူးတွေလိုက်ရှင်းခိုင်းပါလား။မျိုးစားအမဒီယက်စ်ကဝီကိုကြည့်ပြီးပြုံးလိုက်တယ်။မင်းအတွက်အထူးတာဝန်တစ်ခုငါပြင်ဆင်ထားပြီးသားလို့ပြောလိုက်တယ်။ရက်အနှဲငယ်ကြာပြီးနောက်ကျေးလက်ဒေသမှာရှိတဲ့ကတ်ဟာဝီတေဆုံးကြောင်းရေးထားတဲ့စာကိုကြည့်နေစေဖြစ်တယ်။စာထဲမှာဝီရဲ့ဘွဲ့အမွေကိုသူ့ရဲ့သားသမီးတွေကဘလို့ဆက်ခံနိုင်မလဲဆိုတဲ့အကြောင်းအရာတွေတောင်ရေးသားထားခဲ့တယ်။ကတ်ကတော့မမျှော်လင့်ထားတဲ့ကံကောင်းမှုကြီးရောက်လာပြီလို့ထင်ပြီးရေမောနေခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာသူ့ဇနီးကသတင်းပေါက်အပြင်ကိုကြည့်လိုက်ပြီးရုတ်တရက်အော်ဟစ်လိုက်တယ်။ကတ်အပြင်ကိုကြည့်ပါဦး။ကတ်ကအပြင်ကိုထွက်ကြည့်လိုက်တဲ့အခါသူ့မျက်စိရှိမှဝီနဲ့သူ့အဖွဲ့သားတွေရက်နေကြတာကိုတွေ့လိုက်ရတယ်။ဝီသူ့အဖွဲ့ဝင်တွေဘရန်တို့ဟာကတ်နဲ့အတူအစည်းအဝေးထိုင်ခဲ့ကြတယ်။ဝီတို့ကလွန်ခဲ့တဲ့15နှစ်ကဖြစ်ခဲ့တဲ့အဖြစ်အပျက်ကိုရှင်းပြလိုက်တယ်။အဲ့ဒီအချိန်ကမျိုးစားဟောင်းဟာစေဖက်ဝင်အပင်တစ်မျိုးကိုရှာဖွေဖို့စစ်တပ်နဲ့အတူတောနက်ထဲကိုဝင်ရောက်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီခီးစဉ်ဟာအကြီးမားဆုံးပျက်စီးဆုံးရှုံးမှုတစ်ခုဖြစ်လာခဲ့တယ်။စစ်သားပေါင်းနဲ့သူမြကျော်တေဆုံးခဲ့ပြီးသူတို့ရဲ့အလောင်းတွေဟာနောက်ပိုင်းမှာအသက်မဲ့တတဝါတွေဖြစ်လာခဲ့တယ်။ဝီတို့ကအဲ့ဒီနေရာမှာရှိနေတဲ့အန်ဒီယေကိုဖြည့်ရှင်းဖို့တာဝန်ပေးခံခဲ့ရတာဖြစ်တယ်။လက်ရှိမျိုးစားကဝီကိုအဲ့ဒီအသက်မဲ့စစ်သားတွေကိုတန်ရှင်းစေဖို့တာဝန်ပေးထားခဲ့တယ်။ထို့နောက်သူတို့ဟာတောနက်ထဲကဘလူးမိတ်ဆာစီမံခန့်ခွဲရေးကိစ္စကိုဆက်လက်ဆွေးနွေးခဲ့ကြတယ်။အဲ့ဒီမော်ဆန်နဲ့တောကြီးဟာကတ်အုပ်ချုပ်တဲ့နယ်မြေတွင်းမှာရှိနေတယ်။ဒါကြောင့်ရရှိလာမဲ့အရင်းမြစ်တွေထဲကအချို့တစ်ခုကိုကတ်ဘက်ကရရှိမှာဖြစ်တယ်။စရင်ကင်ကလောကပုံမှန်တိုင်းဆိုရင်ဝေစု30%ဖြစ်ပါတယ်။လို့ရှင်းပြလိုက်တယ်။ဒါပေမဲ့ကတ်က90%လိုချင်တယ်လို့တောင်းဆိုလိုက်တယ်။အဲ့ဒီတောင်းဆိုမှုဟာအလွန်များပြားလွန်းနေခဲ့တယ်။ဘရန်ကတော့မကျေနပ်တဲ့အနေနဲ့အရင်ကဒီတောထဲမှာတည်ဆုံခဲ့တဲ့စစ်သားတွေရဲ့ကိုယ်ပိုင်ပစ္စည်းတွေကိုတောင်ဒေသခံတွေစီပြန်ပေးဖို့ကျွန်တော်တို့စဉ်းစားထားပါတယ်လို့ပြောလိုက်တယ်။အဲ့ဒီစကားကြောင့်ကတ်ကအနှဲငယ်တိတ်ဆိတ်သွားခဲ့တယ်။ဝီတို့ဟာငွေကြေးအတွက်သာလာခဲ့တာမဟုတ်ပဲအရင်ကဆုံးရှုံးခဲ့ရတဲ့လူတွေရဲ့ဂုဏ်သိက္ခာနဲ့တရားမျှတမှုအတွက်ပါလှုပ်ဆောင်နေတာဖြစ်တယ်။ဒါပေမဲ့အဲ့ဒီတောနက်ထဲမှာရှိနေတဲ့အန်ဒီယေဟာသူတို့ထင်ထားတာထက်ပိုမိုကြီးမားနေခဲ့တယ်။ဝီတို့အဖွဲ့ရဲ့စွန့်စားခန့်အစ်စ်ကတော့အခုမှစတင်တော့မှဖြစ်တယ်။ကတ်ဤဒုတိယအကူဟာမန်ကသူ့ကိုစိတ်အေးအောင်စူးစမ်းပြောဆိုခဲ့ပေမဲ့ကတ်ကတော့လုံးဝအလျှော့မပေးခဲ့ပါတည်ဆုံသွားတဲ့စစ်သားတွေမှာတန်ဖိုးရှိတဲ့ပစ္စည်းတွေတိတ်မရှိကြောင်းသူတို့အတွက်အတုပအခမ်းအနားတွေကိုလည်းပြုလုပ်ပြီးသားဖြစ်ကြောင်းပြောခဲ့သည်။ထိုအချိန်တွင်အဲလစ်ကဝင်ရောက်ပြောကြားပြီးရုပ်လောင်းတွေကိုတန့်စင်မပေးရသေးသေး၍အတုပအခမ်းအနားကအတိတ်ပဲမရှိဘူးဟုဆိုသည်ထို့ကြောင့်မစ်ရှင်ပြီးသွားပါကသူမကိုယ်တိုင်နောက်တစ်ချိန်အခမ်းအနားကျင်းပပေးရန်အစဉ်သင့်ရှိကြောင်းပြောသည်။သို့သောကတ်ကသူမကိုလှောင်ပြောင်ကဖះเจ้าအတွက်အလူငွေပိုရခြင်းလို့ပဲဟုဆွဆွဲခဲ့သည့်ထိုစကားကြောင့်အာဝင်အလွန်ဒေါသထွက်သွားပြီးကတ်ကိုထိုးမိတော့မိအထိဖြစ်သွားသည်ဝီကအလင်းအမြန်ဝင်ထားလိုက်သဖြင့်ရန်ဖြစ်မှုမဖြစ်ပွားခဲ့ပေအခြားသူများကလည်းဒီမှာညှိနှိုင်းဖို့လာတာကနေမြေပိုင်ရှင်နဲ့ပဲအမွေဆက်ခံမဲ့သူနဲ့မဟုတ်ဘူးဟုကတ်ကိုတတိပေးကြသည်ကတ်ထက်မှန်ပောက်ကွဲတော့မိအချိန်တွင်ဝီမာ၏ဘိုင်ဟောင်းတန်အကျယ်ကြီးထွက်လာသဖြင့်အငင်းပွားမှုအဆုံးသတ်သွားခဲ့သည်ထိုညတွင်ကတ်သည်နေမြေထဲမှအမျိုးသားများနှင့်တီးတန့်စည်းဝေးပြုလုပ်ခဲ့သည်သူတို့ကလွန်ခဲ့သော15နှစ်ကတည်ဆုံသွားသောသားများညီကိုများနောက်ဆုံးတော့တန့်စင်ခံရပြီးငြင်းချမ်းစွာအနားယူနိုင်တော့မည်ဖြစ်၍ဝမ်းသာနေကြသည်သို့သောကတ်ကတော့ဝီကမိသားစုကိုလာတွေ့တာမဟုတ်ဘူးစီးပွားရေးကိစ္စအတွက်ပဲလာတာဟုအခိုင်အမာပြောနေစေဖြစ်သည်တစ်ဖက်တွင်အခြားသူများကအိမ်တွင်ညစာစားနေကြသည်ဟာမန်ကဝီအားအကိုကြီးကတ်သည်ဝီအိမ်ကထွက်သွားပြီးနောက်ပိုင်းပုံမူစိုးရိမ်ပူပန်လာကြောင်းပြောပြသည်ကတ်သည်အမြဲတမ်းတနေ့နေ့ဝီပြန်လာပြီးသူ့နေရာကိုလူယူသွားမလားဟုကြောက်ရွံ့နေခဲ့သည်ထိုအချိန်တွင်ဟာမန်၏ဇနီးမာလင်းကအစားအသောက်များယူလာပြီးဘရန်အားတောက်เสียရအောင်မကန့်လန့်သေးကြောင်းဟာမန်ကိုစူပူသည်ဘရန်ကတော့ယဉ်ကျေးစွာညှင်းဆိုခဲ့သည်
မာလင်းကဝီကိုသူ၏မစ်ရှင်အတွက်အားပေးစကားပြောကြားခဲ့ပြီးသူမ၏အဖိုးသည်လွန်ခဲ့သော15နှစ်ကတည်ဆုံသွားသူများထဲမှတယောက်ဖြစ်ကြောင်းဖွင့်ဟသည်ဝီကသူမ၏အဖိုးနှင့်ပတ်သက်သည့်ပစ္စည်းများရှာတွေ့ပါကပြန်လည်ပေးအပ်မည်ဟုကတိပေးခဲ့သည်မာလင်းကကျေးဇူးတင်စကားပြောကာတနေ့နေ့မှာဝီကအမွေဆက်ခံသူဖြစ်လာစေခြင်းနဲ့ဟုဆိုသည်ထိုစကားကြောင့်အဖွဲ့သားများကအမွေဆက်ခံရေးနိုင်ငံရေးကိစ္စတွေဝင်ရှုံမိတော့မလားဟုစိုးရိမ်လာကြသည်နောက်တစ်နေ့တွင်ဝီတို့အဖွဲ့သည်မစ်ရှင်စတင်ရန်မော်တစ်တော်ထဲသို့ဝင်ရောက်ခဲ့သည်သူတို့ကတည်ဆုံသွားသောစစ်သားများကိုအော်ဟစ်လောင်ပြောင်ခဲ့ကြသည်ဇွန်ဘီများတွင်ညံရီနည်းနည်းသာကြန့်ရှိတော်လဲထိုစော်ကားမှုကိုနားလည်ကြသဖြင့်တကောင်ပြီးတကောင်ပေါ်လာခဲ့သည်အဲလစ်ကမော်ဆက်ဝိုင်းတစ်ခုဖန်တီးပြီးသူမနှင့်ဝီတို့ကတန့်စင်ရေးအကာအကွယ်နယ်ပယ်ကိုထူထောင်လိုက်သည်ဇွန်ဘီများသည်ထိုအကာအကွယ်နယ်ပယ်ထဲဝင်လာသည်နှင့်ချက်ချင်းပျောက်ကွယ်သွားကြသည်အာဝင်ကသူ့ကိုယ်သူအသုံးမဝင်သလိုခံစားရပေမဲ့ဘရန်ကတည်ဆုံသူတွေရဲ့ပစ္စည်းတွေကိုစုဆောင်းတာလည်းဒီအလုပ်ရဲ့တစ်စိတ်တစ်ပိုင်းပဲဟုပြောသည်ထို့နောက်သူတို့သည်မတိမရှင်များအများစုကိုတန့်စင်နိုင်ခဲ့ကြသည်ရခင်တုတ်ကြီးကိုယ်တိုင်ပင်ပေါ်လာပြီးအကာအကွယ်နှင့်ပယ်နှင့်ထိတွေ့သည်နှင့်တန့်စင်သွားခဲ့သည်နောက်ဆုံးတွင်မာလင်း၏အဖိုးတစ်ယောက်သာကျန်တော့သည်ထိုအချိန်တွင်ရုတ်တရက်ဝိုင်းပန်းတစ်ကောင်တိုက်ခိုက်လာသည်ဝီမာကဓာတ်တစ်ချက်တည်းဖြင့်ခုတ်ချလိုက်ပြီးတန့်စင်ရေးမော်ပညာအလုပ်လုပ်သွားသည်မကြာမီမှာပင်တည်ဆုံနေသောတိရစ္ဆာန်ရေးအတွက်များစွာပေါ်လာပြီးအဖွဲ့ကိုတိုက်ခိုက်လာကြသည်အဖွဲ့သားများအတူတကွတိုက်ခိုက်ကပေါ်လာသမျှကိုဖျက်ဆီးခဲ့ကြသည်နိုင်ပေါင်းများစွာကြာလာသည့်အခါသူတို့ပင်ပန်းနွမ်းနယ်လာပြီးတန့်စင်ရေးမော်ပညာ၏စွမ်းအားလည်းလျော့နေလာသည်ထိုအချိန်တွင်မာလင်း၏အဖိုးနောက်ဆုံးတော့ပေါ်လာသည်သို့သောအားလုံးအံ့အားသင့်သွားကြသည်အဖိုးသည်စကားပြောနိုင်နေသည်သူသည် Wedge အစစ်မြင့်မသေးမရှင်မော်ဆရာအဖြစ်ပြောင်းလဲသွားခဲ့ပြီဖြစ်သည်သူကသူ၏မြေမမာလင်းအကြောင်းမေးမြန်းခဲ့သည်ဝီကသူမလုံခြုံတဲ့အိမ်တော်ကျသွားပြီးအခုထိလည်းသူ့ယောက်ျားကိုထိန်းနိုင်တော့မယ်ဟုပြောပြသည်ထိုစကားကြားပြီးနောက် Wedge အဖိုးသည်ကျင်းနဲ့သွားကဓာတ်ကိုချလိုက်ပြီး Alice ၏တန့်စင်မှုကိုလက်ခံလိုက်သည်မစ်ရှင်ပြီးဆုံးပြီးနောက်သူတို့သည်တည်ဆုံသူများ၏ပစ္စည်းများကိုမိသားစုဝင်များထံပြန်လည်ပေးအပ်ခဲ့ကြသည်ရွာသားများကဝီကိုကျေးဇူးတင်ကြတော်လဲကရုတ်တရက်ရောက်လာပြီးကြီးညာချက်တစ်ခုထုတ်ပြန်ခဲ့သည်သူကရွာသားများစုဆောင်းထားသောတန်ချက်ကများနှင့်လက်နက်များအားလုံးကိုအာဏာပိုင်ထံအပ်နှံရန်အမိန့်ပေးလိုက်သည်ရွာသားများကချက်ချင်းကန့်ကွက်ကြသည်သူတို့သည်ထိုတန်ချက်ကများကိုတည်ဆုံသူများနှင့်အတူမြုပ်နှံခြင်းနေကြပြီးရခင်ကမမြုပ်နှံနိုင်ခဲ့သည့်အတွက်ယခုတော့ဂုဏ်ပြုလိုကြသည်ရွာသားများကသူတို့ချစ်ရသူများ၏တန်ချက်ကများနှင့်လက်နက်များကိုအမတ်တရအဖြစ်ထိန်းသိမ်းထားခြင်းကြသည်သို့သောကတော့ထိုတပ်တူများကိုစိုက်ပျိုးရေးကိရိယာများပြုလုပ်ရန်လိုအပ်ကြောင်းအခိုင်အမာပြောဆိုခဲ့သည်နှစ်ဖက်စလုံးကျင်းနှက်စေရန်ဝီကမော်ပညာဖြင့်တလုံးကြီးတစ်လုံးကိုခေါ်ထုတ်ပြီးကတ်အားပေးလိုက်သည်ကစိတ်မကြည်နက်တော့လဲဝီမကြမီထွက်ခွာတော့မည်ဟုထင်သောကြောင့်ထပ်မံမငင်းခုန်ပဲထွက်သွားခဲ့သည်ဒုတ်အမဒီယက်စ်ကမပိုင်ရှင်ပေါ်မလာသေးသောပစ္စည်းများကိုဆက်လက်စုံစမ်းပြီးသက်ဆိုင်သူများထံပြန်လည်ပေးအပ်သွားမည်ဟုဝီအားကတိပေးခဲ့သည်ဝီကမိသားစုအရှုပ်ရှင်များမှလွတ်မြောက်တော့မည်ဟုထင်ကာစိတ်သက်သာရသွားသည်သို့သောဒုတ်ကအမြဲအစဉ်သိရှိနေဟုတတိပေးလိုက်သည်ဝီတို့အဖွဲ့ထွက်ခွာသွားချိန်တွင်ဒုတ်အမဒီယက်စ်နှင့်ရက်နာတို့ကအဝေးမှကြည့်နေကြပြီးအစီအစဉ်ကမပြီးသေးဘူးဟုပြောဆိုနေကြသည်အဖွဲ့ပြန်ရောက်လာသောအခါစရင်ကင်ကအတူပအခမ်းအနားတက်ရောက်မလားဟုမေးမြန်းသည်နောက်တစ်နေ့တွင်အဲလစ်ကအခမ်းအနားကိုဦးဆောင်ကျင်းပခဲ့သည်ရွာသားများသည်ကအပေါ်ပုံမဒေါသထွက်လာကြသည့်အကြောင်းမှာသူသည်ကိုလူမျိုးများ၏အတူပကိုပင်မတက်ရောက်ခဲ့သောကြောင့်ဖြစ်သည်ညနေပိုင်းတွင်တည်ဆုံသူများကိုဂုဏ်ပြုသောပွဲကြီးတစ်ခုကျင်းပခဲ့သည်ရွာသားများကဝီအားဝိုင်တိုက်ရန်စူးစမ်းတော်လဲဝီကညှင်းဆန်ပြီးဘရန်အားပေးရန်ပြောသည်သို့သောဘရန်ကလည်းညှင်းဆန်လိုက်ရာဝီအံ့ဩသွားသည်အနှဲငယ်ကြာပြီးနောက်ကတ်၏ဇနီးအမလီသည်ကလေးများနှင့်အတူလာရောက်ဂါရဝပြုခဲ့သည်ကလေးများကဝီကိုအလွန်အားကျကြပြီးစွန့်စားခန်းအကြောင်းပုံမြင်များပြောပြရန်တောင်းဆိုကြသည်အီနာနှင့်လူဝစ်တို့ကဝီ၏ရခင်အောင်မြင်မှုများကိုဟာတာဆန်ဆန်တင်ဆက်ပြသခဲ့ကြသည်ထို့နောက်ဝီကသူကိုယ်တိုင်ပြုလုပ်ထားသောအချို့ပွဲများကိုကလေးများအားပေးဝေခဲ့သည်ပွဲပြီးသွားသောအခါဝီသည်စရင်ကင်နှင့်ထပ်မံတွေ့ဆုံခဲ့သည်စရင်ကင်ကဝီအားဒီနယ်မြေရဲ့အမွေဆက်ခံသူအသစ်ဖြစ်ပေးပါဟုတိုက်တွန်းခဲ့သည်ဝီအလွန်အံ့အားသင့်သွားတော့လဲစရင်ကင်ကဒါဟာပြည်သူတွေအမှန်တကယ်လိုချင်နေတဲ့အရာပါဟုပြောသည်သူတို့သည်ကတ်၏ဥဆောင်မှုအောက်တွင်အနာဂတ်မရှိတော့ဟုယုံကြည်နေကြသည်ဝီကကျွန်တော်စွန့်စားခန်းသမားပဲလုပ်ချင်တယ်ဟုပြန်ဖြေသည်သို့သောရွာလူကြီးကရုပ်လိုလူမျိုးကိုအုပ်ချုပ်ရေးတာဝန်ပေးနိုင်တဲ့မင်းကစွန့်စားခန်းဆက်လုပ်ရင်နေမြေပိုင်ရှင်လည်းဖြစ်နိုင်တယ်ဟုပြောသည်ထိုအချိန်တွင်ဘရန်ပေါ်လာပြီးဒါဟာတော်ဝင်မိသားစုရဲ့ဆန္ဒလည်းဖြစ်တယ်ဟုပြောလိုက်သည်ထိုညတွင်ဘရန်ကဘရင်၏အစီအစဉ်အစစ်အမှန်ကိုဖွင့်ပြခဲ့သည်ဘရင်သည်တောင်ပိုင်းနယ်မြေများကိုဖွံ့ဖြိုးတိုးတက်စေခြင်းခဲ့သည်မှာနှစ်ပေါင်းများစွာကြာပြီဖြစ်သည်သို့သောထိုဒေသ၏အုပ်ချုပ်သူများမှာအားနည်းပြီးလက်ရှိအမွေဆက်ခံသူကပ်မှလည်းအရေးချင်းမရှိဘဲရေတိုသာကြီးတက်သူဖြစ်သည်ဘရင်ကသူတို့၏ဖခင်ကိုအနားယူခိုင်းရန်တိုက်ရိုက်ဖိအားပေးပါကအခြားမင်းမျိုးမင်းတွေများမကြည်မနှက်ဖြစ်နိုင်သည်ထို့ကြောင့်ပုံမိုတန်ရှင်းသောနီလန်းကိုရွေးချယ်ခဲ့သည်ဝီကိုအိမ်ပြန်ပို့မည်ကတ်ကိုအမှားကျူးလွန်စေရန်အခြေအနေများဖန်တီးမည်ထို့နောက်ဖခင်ဖြစ်သူအားတာဝန်ယူခိုင်းပြီးအချိန်မတိုင်မီအနားယူစေမည်
ဖခင်အနားယူသွားသည်နှင့်ရွာသားများချစ်ခင်လေးစားသောသူရဲကောင်းဝီသည်တဘာဝအတိုင်းအမွေဆက်ခံသူဖြစ်လာမည်ဖြစ်သည်ဗရန်ကတညလုံးအရက်မတောက်ခဲ့သည်မှာအကြောင်းရှိသည်ကိုက်၏အပြုမူများကိုခံမှန်းရန်မလွယ်သောကြောင့်ဖြစ်သည်ဝီရရှိထားသောငွေမြောက်များပင်တိုက်ဆိုင်မှုမဟုတ်ကြောင်းဗရန်ကပြောသည်ထိုငွေများသည်အနာဂတ်တွင်နယ်မြေဖွံ့ဖြိုးရေးအတွက်အသုံးပြုရန်ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်နောက်တစ်နေ့မနက်တွင်ဝီကအဖြစ်မှန်အားလုံးကိုသူ၏အဖွဲ့သားများအားပြောပြလိုက်သည်သူတို့အားလုံးစိတ်ရှုပ်ထွေးသွားကြသည်ဝီသည်တော်ဝင်အမိန့်ကိုမေးခွန်းထုတ်လေမရှိတော့လဲတူတူများနှင့်ကစားနေသည်ကိုမြင်သောအခါစိတ်ပြောင်းသွားသည်အကယ်၍သူသာနယ်မြေအုပ်ချုပ်သူဖြစ်လာပါကထိုကလေးများ၏မင်းမျိုးအနာဂတ်ကိုလူယူသလိုဖြစ်သွားမည်ဖြစ်သည်ကံမကောင်းစွာဖြင့်စည်ရင်ကင်ကထိုစကားများအားလုံးကိုကြားသွားခဲ့သည်ထိုညတွင်ရွာသားများစွာဝီ၏ညစာစားပွဲသို့ရောက်လာကြသည်သူတို့ကဝီနှင့်တွေ့ဆုံလိုကြပြီးမထွက်ခွာခင်အမွေဆက်ခံသူရာထူးကိုလက်ခံပေးရန်တောင်းပန်ကြသည်နောက်တစ်နေ့တွင်ဝီအလွန်အံ့အားသင့်သွားသည်သူကထွက်ခွာဖို့လုံးဝမစင်စားထားသေးပေဗရန်ကစည်ရင်ကင်သည်ခြုံပုတ်များကြားမှစောင့်ကြည့်နေကြောင်းသတိထားမိသွားသည်ထို့ကြောင့်သူထံသွားကတာမန်ပြည်သူတွေကတော်ဝင်မိသားစုရဲ့အစီအစဉ်တွေကိုဝင်ဆွတ်ဖက်တာကိုဘယင်းမကြိုက်ဘူးဟုသတိပေးလိုက်သည်ဝီမကြခင်ထွက်သွားတော်မူဆိုသောကောလာဟာလတောင်အလွန်အန္တရာယ်ရှိသောအရာဖြစ်နေပြီဖြစ်သည်စည်ရင်ကင်ကထွက်သွားခဲ့ပေမဲ့မသွားခင်ကဲ့ရဲ့ဇနီးအမီလီအကြောင်းဗရန်ကိုသတိပေးသွားခဲ့တဲ့သူသတိပေးချက်ကမှန်ကန်ခဲ့ပါတယ်အဲ့ဒီညမှာပဲအမီလီကကတ်ဟာသူ့ကိုထောက်ခံတဲ့ရွာသားတွေကိုဝီဘက်ကလူတွေကိုအပြစ်ပေးဖို့အမိန့်ပေးနေတာကိုကြားသွားခဲ့တယ်မနေ့ရောက်တဲ့အထိဝီကဘာဆုံးဖြတ်ရမလဲမသိသေးဘူးအဲ့ဒီအချိန်ဗရန်ကနောက်ဆုံးအမှန်တရားကိုပြောပြလိုက်တယ်ဝီကအမွေဆက်ခံသူယာဒူးကိုလက်ခံလိုက်ရင်ကတ်ကိုယာဒူးကဖယ်ရှားယုံတင်မကပဲနောက်တစ်ချိန်ပြဿနာမဖြစ်အောင်ဖယ်ရှားပစ်ခံရနိုင်တယ်လို့ပြောခဲ့တယ်နောက်ထပ်တွေ့ဆုံမှုတစ်ခုမှာဝီကငင်းချမ်းစွာဖြေရှင်းဖို့ထပ်ကြိုးစားခဲ့တယ်သူကကတ်ကိုမဖွံ့ဖြိုးသေးတဲ့မြေနေရာတချို့စီမံခန့်ခွဲခွင့်ပေးဖို့တောင်းဆိုပြီးသူ့ကိုကူညီမြင့်တင်ပေးမယ်ငွေကြေးပိုင်းလည်းထောက်ပံ့ပေးမယ်လို့ကတိပေးခဲ့တယ်ညီကိုနှစ်ယောက်လုံးအတူတကွတိုးတက်နိုင်ပြီးဒေတာတစ်ခုလုံးလည်းဖွံ့ဖြိုးလာမယ်လို့ပြောခဲ့တယ်ဒါပေမဲ့ကတ်ကဆက်ဆုပ်စွာတုံ့ပြန်ခဲ့တယ်သူ့အမြင်မှာဝီဟာလှည့်စားနေပြီးသူ့အာဏာကိုတဖြည်းဖြည်းခိုးယူဖို့ကြိုးစားနေတယ်လို့ယုံကြည်နေခဲ့တယ်ဒါကြောင့်ဝီကိုချက်ချင်းထွက်သွားဖို့အမိန့်ပေးလိုက်တယ်အိမ်ယာအပြင်ဘက်မှာဝီကအမီလီနဲ့တွေ့ဆုံခဲ့တယ်ဝီကဘလို့အပေးယူမျိုးပေးလူတိုင်းကျေနပ်နိုင်မှာမဟုတ်ကြောင်းဝန်ခံခဲ့တယ်သူလိုချင်တာကတော့ဘယ်သူမှမနစ်နာပဲအားလုံးအတွက်အကောင်းဆုံးလမ်းကိုရှာဖို့သာဖြစ်တယ်ဒါပေမဲ့အခုတော့သူဘာလုပ်ရမလဲမသိတော့ပဲလမ်းပြောင်းနေတယ်လို့ခံစားနေရတယ်အမီလီကသူ့မျက်လုံးထဲကအမှန်တရားကိုမြင်လိုက်ရတယ်သူမကမိမိအတွက်အရေးကြီးဆုံးအရာဟာတာသမီတွေရဲ့လုံခြုံရေးတာဖြစ်ကြောင်းဝန်ခံခဲ့တယ်ဒါကြောင့်ပဲဝီနဲ့ကလေးတွေပိုရင်းနှီးလာအောင်နှစ်ပေါင်းများစွာစူးစမ်းခဲ့တာဖြစ်ပြီးအချိန်ရောက်လာရင်သူတို့ကိုတနာညာတာပေးမယ်လို့မျှော်လင့်ခဲ့တယ်ဝီကတိတ်တဆိတ်ကျေးဇူးတင်စကားပြောပြီးထွက်သွားခဲ့တယ်အဲ့ဒီညမှာပဲဝီကနောက်ဆုံးဆုံးဖြတ်ချက်ချလိုက်တယ်သူဟာအမွေဆက်ခံသူယာဒူးကိုလက်ခံမယ်ဒါပေမဲ့ကတ်အပါဝင်ဘသူ့ကိုမှအသက်မဆုံးရှုံးစေရဘူးလို့တစ္ဆာပြုခဲ့တယ်သူ့အဖွဲ့သားတွေကလည်းမဆိုင်မတွက်ထောက်ခံခဲ့ကြတယ်နောက်တစ်နေ့မနက်မှာသူတို့ဟာမြို့ထဲမှာဆိုင်တီးတီးဖွင့်လှစ်လိုက်ကြတယ်ဝီကဟင်းခတ်အမွေးကြိုင်ဆိုင်လူဝစ်ကအဝတ်ထဲဆိုင်အီနာကလက်မှုပစ္စည်းဆိုင်အဝင်ကလက်နက်ဆိုင်ဖွင့်ခဲ့ကြတယ်မြို့သူမြို့သားတွေကဆိုင်တွေကိုလူအုပ်လိုက်ဝင်ရောက်လာကြတယ်ကတ်ကိုထောက်ခံသူတွေကထိတ်လန့်သွားကြတယ်ဝီရဲ့စီးပွားရေးအသစ်တွေကသူတို့ရဲ့ဖောက်တွေအားလုံးကိုဆွဲယူနေခဲ့တယ်သူတို့ကကက်စီသွားတိုင်ကြပြီးဝီကိုတက်ပစ်လို့မရဘူးလားလို့တောင်မေးခဲ့ကြတယ်ကတ်ကညှင်းဆိုခဲ့တယ်ဝီဟာအင်အားကြီးမော်စရာတယောက်ဖြစ်တာကြောင့်တိုက်ခိုက်ဖို့ကြိုးစားရင်ချက်ချင်းဖျက်ဆီးခံရမယ်ဆိုတာသူသိနေခဲ့တယ်ကဲ့ရဲ့လူတွေရွာကိုပြန်ရောက်လာတဲ့အခါဝီရဲ့အဖွဲ့သားတွေကသူတို့ကိုစောင့်နေကြတယ်ဒါပေမဲ့ဘယ်သူမှအန္တရာယ်မပြုခဲ့ကြဘူးအပြန်လန်အနေနဲ့ဝီကသူတို့ရဲ့ဆိုင်တွေတိုးတက်ဖို့ငွေကြေးနဲ့လေ့ကျင့်ရေးပစ္စည်းတွေပေးအပ်ခဲ့တယ်ဒီလိုရဲ့ကြောင့်ကဲ့ရဲ့လူတွေတောင်သူ့ကိုစွန့်ခွာလာကြတယ်တစ်ဖက်မှာတော့ဝီနဲ့ရုတ်ကအမီလီနဲ့သူ့ကလေးတွေအတွက်လုံခြုံတဲ့နေရာတွေကိုရှာဖွေနေကြတယ်ကက်ကြဆုံးသွားတဲ့အခါသူတို့နေထိုင်နိုင်မဲ့နေရာတွေဖြစ်တယ်ကတ်အတွက်တော့ဖះเจ้าကိုပို့ပေးဖို့စီစဉ်ထားကြတယ်ဒါဆိုရင်သူ့ကိုဖယ်ရှားလိုက်တာဟာရက်စက်မှုမဟုတ်ပဲတနာညာတာမှုလို့မြင်ရမယ်ဖြစ်တယ်အခုဝီလိုအပ်တာကဖုံးတော်ကြီးကိုသဘောတူအောင်စီယုံဖို့တာဖြစ်တယ်တစ်ချိန်တည်းမှာပဲဒေတာတဝန်းကမင်းသားများစွာကဝီနဲ့တွေ့ဆုံခွင့်တောင်းဆိုလာကြတယ်ဂျူအန်ဒက်စ်နဲ့ရက်နာတို့ကဝီနဲ့နီးစပ်နေကြတာကြောင့်မင်းသားငယ်တွေကနောက်မကျခင်ဆက်ဆံရေးကောင်းတိဆောက်ချင်နေကြတယ်ဒါပေမဲ့နောက်ွယ်မှာတော့နောက်ထပ်အကြံစီတစ်ခုရှိနေခဲ့တယ်ဝီကိုအရင်ကစန့်ကျင်ခဲ့တဲ့ရော့ကသူ့စေခံကိုရှေးဟောင်းမော်ပစ္စည်းတစ်ခုပေးပြီးကက်စီပို့ခိုင်းလိုက်တယ်ရက်အနှဲငယ်ကြာပြီးနောက်ကတ်ကအစီအဝေးကိုလူတယောက်တည်းလာတက်တာကိုမြင်ပြီးဒေါသထွက်နေခဲ့တယ်အခြားလူအားလုံးကဝီဘက်ကိုပြောင်းသွားခဲ့ကြတယ်နောက်ဆုံးကျန်တဲ့လူတော်ဝီကမြို့တော်မှာလေ့ကျင့်တင်ကြားပေးမယ်လို့ပြောထားကြောင်းဝန်ခံပြီးထွက်သွားခဲ့တယ်တယောက်တည်းကြံခဲ့တဲ့ကတ်ဟာထောင်ကျက်လာပြီးအာနာနဲ့ဆုံးရှုံးလာကစိတ်ပိုင်းဆိုင်ရာပါပြိုလဲသွားခဲ့တယ်နောက်ဆုံးမှာသူကဓာတ်တစ်ချောင်းကင်ပြီးဝီကိုကိုယ်တိုင်တက်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ Rock ရဲ့အစီခံကတားလိုက်တယ်။ဒါနဲ့ဆိုအလုံးမဖြစ်ဘူးလို့ပြောပြီးသူ့ကိုရှေးဟောင်းမော်ပစ္စည်းတစ်ခုပြသလိုက်တယ်။အဲ့ဒီပစ္စည်းက Dragon Float ဖြစ်တယ်
ရက်အနှဲငယ်ကြာမှဘရန်ကကတ်ဟာတယောက်တည်းတောထဲဝင်သွားတာကိုအာယုံခံမိခဲ့တယ်။ဝီတို့အဖွဲ့ကလည်းကတ်ကိုဆွဲထုတ်ဖို့ကောလာဟာလာတွေဖြန့်ထားခဲ့ကြတယ်။သူတို့တွေ့ဆုံတဲ့အခါကတ်ကဝီရဲ့အစီအကံတွေကိုထွက်သွားဖို့အမိန့်ပေးလိုက်တယ်။ပြီးတော့ဝီဟာသူ့ရဲ့အောင်မြင်မှုနဲ့ထိုက်တန်တဲ့အမွေအနှစ်တွေကိုခိုးယူသွားတယ်လို့ဆွဆွဲခဲ့တယ်။ထို့နောက်သူက Dragon Float ကိုထုတ်ပြလိုက်တယ်။ဘရန်ကချက်ချင်းအန္တရာယ်ကိုသတိပြုမိခဲ့တယ်။ဒီပလွေဟာအနီးအနားတောင်တန်းတွေထဲကငကားအားလုံးကိုခေါ်ယူနိုင်တဲ့ပစ္စည်းဖြစ်ပြီးဝီရဲ့မော်ဆွမ်းအားတောင်တားဆီးနိုင်မှာမဟုတ်ကြောင်းသိနေခဲ့တယ်။ Elias ကကက်ရဲ့စိတ်ကောင်းကိုပြန်နှိုးဆော်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ကက်ကရွာသားတွေကိုလုံးဝဂရုမစိုက်တော့ဘူး။သူတို့ကသူ့ကိုတစ္ဆာဖောက်ခဲ့ကြတယ်လို့ပြောပြီးဝီရဲ့ပိုင်ဆိုင်မှုတွေကိုသိမ်းပိုက်ပြီးသူရဲကောင်းတစ်ယောက်ဖြစ်လာတဲ့အခါမိသားစုအသစ်တစ်ခုတည်ဆောက်မယ်လို့ဆိုခဲ့တယ်။ဘရန်ကပလွေကိုဖျက်ဖို့ကြိုးစားခဲ့ပေမဲ့အနှဲငယ်တောင်မကွဲခဲ့ဘူး။ကက်ကပလွေကိုမှုတ်လိုက်တယ်။သူအံ့အားသင့်သွားခဲ့တယ်။ငကားတစ်ကောင်မှပေါ်မလာပဲအမောင်ဝိညာဉ်တွေကသာသူ့ပတ်ဝန်းကျင်မှာစတင်စုဝေးလာကြတယ်။အဲ့ဒီအချိန်မှာဘရန်ကအမှန်တရားကိုနားလည်သွားခဲ့တယ်။ဒီဟာကဒန္နာရီထဲက Dragon Float မဟုတ်ခဲ့ပေ။မဟုတ်ဘူးအဲ့ဒါက Evil Float ဖြစ်နေခဲ့တယ်။ဒီပတ်လွေဟာပတ်ဝန်းကျင်ကမကောင်းတဲ့စိတ်ဆန္ဒတွေအမုန်းတရားတွေကိုစုပ်ယူပြီးအသုံးပြုသူကိုရန်သူကိုအနိုင်ယူနိုင်လောက်တဲ့စွမ်းအားပေးတယ်။ဒါပေမဲ့အစားထိုးပေးရတဲ့တန်ဖိုးကတော့အသုံးပြုသူကိုမတေကောင်မတေတာမကောင်းဆိုးဝါးတစ်ကောင်ဖြစ်ပြောင်းလဲသွားစေတာပဲဖြစ်တယ်။ကဲ့ရဲ့ခန္ဓာကိုယ်ကကြီးမားတဲ့ဝိညာဉ်ဆွဲကပ်ထားသောမကောင်းဆိုးဝါးကြီးတစ်ကောင်ဖြစ်ပုံပြက်ပြောင်းလဲသွားခဲ့တယ်။အမောင်ထူးကသူ့ရဲ့အသိစိတ်ကိုလုံးဝဝါမျိုးသွားပြီးမျက်လုံးတွေကအနီရောင်တောက်ပနေကဝီကိုစိုက်ကြည့်နေခဲ့တယ်။ဘရန်ကဝီကိုတန့်စင်ခြင်းဆိုင်ရာမြင့်မြတ်သောမော်ပညာကိုချက်ချင်းအသုံးပြုဖို့တိုက်တွန်းခဲ့တယ်။ဘာကြောင့်လဲဆိုတော့ကတ်ဟာအခုချိန်မှာတည်ဆုံသွားပြီးသားလို့သူယုံကြည်နေခဲ့တယ်။မကောင်းဆိုးဝါးကြီးကတိုက်ခိုက်လာတယ်။ Elias ကပထမဆုံးတိုက်ခိုက်မှုကိုအကာအကွယ်မော်နဲ့တားဆီးခဲ့ပြီးလိုအပ်ရင်သူ့အသက်ကိုယ်တောင်စတေးဖို့အသင့်ဖြစ်နေခဲ့တယ်။သူ့အကူကိုကယ်တင်ဖို့နီးလန်းမရှိတော့တာသိသွားတဲ့ဝီက Elias ကို Holy Field ကိုပို့ချအောင်ချဲ့ပေးဖို့ပြောလိုက်တယ်။ကဲ့ရဲ့နောက်ဆုံးကြံနေသေးတဲ့ပုံရိပ်ကိုတစ်ချက်ကြည့်ပြီးနောက်ဝီကသူ့ရဲ့မြင့်မြတ်သောမော်ဆွမ်းအားကိုအပြည့်အဝထုတ်လွှတ်လိုက်တယ်။တောက်ပတဲ့အလင်းရောင်ကြီးကမကောင်းဆိုးဝါးကိုတန့်စင်ပစ်လိုက်ပြီး Evil Float ကမြေပြင်ပေါ်ပြုတ်ကျသွားခဲ့တယ်။အဲ့ဒီချိန်မှာပဲကက်ရဲ့ပုံပြက်သွားတဲ့ဝိညာဉ်ကနိုင်ငံတစ်လျှောက်ပြန်တန်းသွားခဲ့တယ်။ Rock ရဲ့ဆိုင်ကိုရောက်သွားပြီးတရင်ပေါက်ကိုဖောက်ဝင်လိုက်တယ်။အဲ့ဒီအချိန် Rock ကသူ့သား Rock ကိုအသုံးချပြီးဝီကိုတိုက်ခိုက်ဖို့အစီအစဉ်တွေပြောနေခဲ့တယ်။ဒါပေမဲ့ကက်ရဲ့ဝိညာဉ်က Rock ရဲ့အသက်ကိုနှုတ်ယူသွားခဲ့တယ်။နောက်တစ်နေ့မှာတော့သူ့ရဲကောင်းစစ်သားတွေက Rock ရဲ့ဆိုင်ကိုပိတ်ဆို့လိုက်ကြတယ်။ဝီနဲ့ Rock တို့က Rock နဲ့သူ့ရဲ့ကြံရပါတွေအားလုံးဟာဝိညာဉ်ရဲ့တိုက်ခိုက်မှုကြောင့်တည်ဆုံသွားကြောင်းသိလိုက်ရတယ်။ဖုံးတော်ကြီးတွေကလည်းကြံရစ်တဲ့အကျွမ်းကြံတွေကိုတန့်စင်ပေးခဲ့ကြတယ်။အဲ့ဒီဝိညာဉ်ဟာဝီဖြက်စီးခဲ့တဲ့မကောင်းဆိုးဝါးရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပေမဲ့ကက်ရဲ့အမုန်းတရားက Rock စီကိုလမ်းညွှန်ပေးခဲ့ခြင်းဖြစ်တယ်။မကြာခင်မှာပဲကက်ကိုယ်တိုင် Rock ကိုတတ်ခဲ့တယ်ဆိုတဲ့ကောလာဟာလာတွေပြန့်နှံ့လာခဲ့ပြီး Emily ရဲ့အခြေအနေကိုပိုပြီးရှုပ်ထွေးစေခဲ့တယ်။နောက်ဆုံးမှာတော့ Emily နဲ့သူ့ကလေးတွေဟာဟာမန်ရဲ့အိမ်မှာပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်။ဝီကတော့စိတ်ထဲမှာနာကျင်မှုတွေပြည့်နေခဲ့တယ်။သူ့ကိုသူ့ရဲကောင်းလို့ခေါ်တာကိုမုန်းတီးနေခဲ့တယ်။ဘာကြောင့်လဲဆိုတော့သူဟာကိုယ့်ကိုယ်တောင်မကယ်တင်နိုင်ခဲ့ဘူး။မင်းသားတွေအားလုံးမှာနောက်ွယ်ကအကြံစီတွေရှိနေကြတာကိုလည်းမုန်းတီးခဲ့တယ်။အဲ့ဒီထက်ပိုပြီးတော့သူကိုယ်တိုင်လည်းအဲ့ဒီလိုမင်းသားတစ်ယောက်ဖြစ်လာခဲ့တာကိုမုန်းတီးနေခဲ့တယ်။ဘရန်ကတော့သူ့ကိုသတိပေးခဲ့တယ်။မင်းအခုမင်းသားတစ်ယောက်ဖြစ်နေပြီးမင်းသားတွေမှာအမြဲတမ်းအစီအစဉ်တွေရှိတတ်ကြတယ်။ဝီကတစ်နေ့လုံးတိတ်ဆိတ်နေခဲ့တယ်။ဒီကဘာကြီးရဲ့မတရားမှုတွေနဲ့ကိုယ်တိုင်ပါဝင်နေရတဲ့အခန်းကဏ္ဍကိုစဉ်းစားနေခဲ့တယ်။အဲ့ဒီညမှာ Elias ကသူ့ရဲ့ခံစားချက်ကိုဖွင့်ဟခဲ့တယ်။တခါတရံဝီဟာသူမနဲ့ဝေးကွာသွားတယ်လို့ခံစားရတယ်လို့ပြောပြီးသူ့လက်ကိုစုပ်ကင်ထားခဲ့တယ်။ဝီကအပြုံးဖြော့ဖြော့လေးပြုံးလိုက်ပြီးအခုကစပြီးပိုကောင်းတဲ့မင်းသားတစ်ယောက်ဖြစ်အောင်ကြိုးစားမယ်လို့ကတိပေးခဲ့တယ်။နောက်ပိုင်းဘရင်ကသူ့ကိုခေါ်ယူတွေ့ဆုံခဲ့တယ်။ဘရင်ကဖွံ့ဖြိုးမှုမရှိသေးတဲ့မြေနေရာအလုံးကိုဝီကိုပေးအပ်ပြီးနောက်ထပ်ဘာစုလက်လိုချင်သေးလဲလို့မေးခဲ့တယ်။ဝီက Rock တေဆုံးပြီးနောက်လစ်လက်သွားတဲ့မင်းသားရာထူး12ခုတည်းကအချို့ကိုကိုယ်တိုင်ခန့်အပ်ခွင့်ရခြင်းကြောင့်တောင်းဆိုခဲ့တယ်။ဒီစကားကြားတာနဲ့ဘရင်အက္ကာနဲ့ဘုံတော်ကြီးချုပ်တို့ဒေါသထွက်သွားခဲ့ကြတယ်။ Duke Andes ကတော့ဝီဘက်ကနေကာကွယ်ပြောဆိုပေးခဲ့တယ်။အခြားသူတွေကတော့ဝီဟာသူ့နယ်မြေရဲ့နိုင်ငံရေးအင်အားကိုတိုးချဲ့ချင်နေတာလို့ဆွဆွဲကြတယ်။ Ans ကဝင်ရောက်ဖြန့်ဖြေပြီးဝီကိုတောင်းဆိုချက်ပြန်ရုပ်သိမ်းဖို့ပြောခဲ့တယ်။ဒါပေမဲ့ချက်ချင်းပဲသူကိုယ်တိုင်လည်းမြေနေရာတစ်စိတ်တစ်ပိုင်းတောင်းလိုက်တယ်။ဘရင်ကအငင်းပွားမှုကိုရပ်တန့်စေပြီး Ans ရဲ့တောင်းဆိုချက်ကိုပယ်ချလိုက်တယ်။ထိုမြေနေရာတွေကိုဝီတယောက်တည်းဖွံ့ဖြိုးအောင်လုပ်ရမယ်လို့ဆုံးဖြတ်လိုက်တယ်။တစ်ဖက်မှာတော့ Ans ကဝီကိုတိတ်တဆိတ်အချက်ပြခဲ့တယ်။အစီအစဉ်အောင်မြင်သွားပြီဆိုတာပြသလိုက်ခြင်းဖြစ်တယ်။ဘရင်ကဝီကိုမင်းသားရာထူးနှစ်ခုခန့်အပ်ခွင့်ပေးအပ်ခဲ့ပြီးသူ့ရာထူးကိုကောင်းတဝီအဖြစ်တိုးမြင့်ပေးလိုက်တယ်။ပြီးတော့လူတိုင်းရဲ့တရုပ်ဆောင်မှုကောင်းတယ်။အန်ကတော့တိတာလုံးတယ်။လို့ချီးကျူးလိုက်တယ်။ Ans ကရင်မောလိုက်ပြီးသူဖမ်းမိသွားတာသိနေခဲ့တယ်။ကျေးလက်ဒေတာကိုပြန်ရောက်တဲ့အခါဝီက Emily ကိုသူ့သားနှစ်ယောက်အရွယ်ရောက်လာရင်မင်းသားရာထူးနှစ်ခုကိုပေးမယ်လို့ပြောခဲ့တယ်။ Emily ကကျေးဇူးတင်ခဲ့တယ်
တနေ့နေ့မှာသူ့သားတွေကသူတို့အဖေဘာကြောင့်ဒီလိုအဆုံးသက်သွားရတယ်ဆိုတာနားလည်လာလိမ့်မယ်လို့သူမယုံကြည်နေခဲ့တယ်။အဲ့ဒီနောက်ဝီကသူ့နယ်မြေတွေကိုစတင်ဖွံ့ဖြိုးတိုးတက်စေခဲ့တယ်။နယ်မြေချဲ့ထွင်ခြင်းဖျားเจ้าတင်များတိဆောက်ခြင်းရက်နာအကာနဲ့အန်ဒက်စ်တို့စီမံမဲ့ခရိုင်တွေကိုစီစဉ်ပေးခြင်းစတဲ့အလုပ်တွေကိုစက်တိုက်လှုပ်ဆောင်ခဲ့တယ်။သူတို့ကလည်းမင်းသားယာတုတွေရဖို့ကူညီပေးခဲ့ကြတဲ့အတွက်ဒီလိုပြန်ပေးဆက်နေခြင်းဖြစ်တယ်။ဝီက soy sauce ထုတ်လုပ်မဲ့စက်ယုံကြီးတစ်ခုတောင်ဒီဇိုင်းဆွဲတိဆောက်ခဲ့တယ်။နေ့စဉ်နေ့တိုင်းသူ့တငယ်ချင်းတွေကတောက်ဆိုချက်အစ်တွေနဲ့ရောက်လာကြပြီးဝီကမင်းသားဘဝတစ်ကိုတကယ်ပျော်ရွှင်လာခဲ့တယ်။ညအချိန်တွေမှာတော့သူဟာတငယ်ချင်းတွေနဲ့အတူထမင်းစပွဲဝိုင်းမှာထိုင်ရင်းစိတ်ချမ်းသာမှုကိုရရှိနေခဲ့တယ်။ဒီလိုနဲ့ကောင်းတဝီရဲ့ရုန်းကန်မှုတွေစွန့်စားခန်းတွေအောင်မြင်မှုတွေနဲ့ပြည့်နှက်နေတဲ့ဇလန်းဟာအဆုံးသတ်သွားခဲ့တယ်။ပြီးပါပြီ။